ရင်နေ့တွေကတရားရဲ့အဆက်လူချမ်းသာအပိုင်း၄ပေါ့နော်တတ္တာသီလဟိရိဩတ္တပသုဒ္ဓစာကပညာအလွန်မွန်မြတ်တဲ့စိတ်ရဲ့အည်အသွေးကြီး9မျိုးစစ်မှန်တဲ့ချမ်းသာကိုပေးတယ်လို့ပညာရှိသူတော်ကောင်းကြီးတွေကအလွန်မှတန်ဖိုးထားပြီးတော့မျက်နှိုးတော်မူကြတဲ့ဥစ္စာပစ္စည်းကြီး9မျိုးအဲ့ဒါမြတ်စွာဘုရားကဒီဥစ္စာပစ္စည်း9မျိုးကိုပိုင်ဆိုင်ထားကြတဲ့ပုဂ္ဂိုလ်တွေကိုသာလျှင်တကယ်ချမ်းသာတဲ့လူဖြစ်တယ်ဒီဥစ္စာတွေကိုပိုင်ဆိုင်လို့ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခသီးသာလျှင်လူတွေနဲ့တွေကနှောင့်ယှက်လို့မရတဲ့စစ်မှန်တဲ့အောင်မြင်မှုလည်းဖြစ်တယ်လို့ရောဟဏတထေးရဲ့မြေးဖြစ်တဲ့မိဂါဒတထေးရဲ့ချမ်းသာကြွယ်ဝမှုကိုတန်အတော်လာလျှောက်တဲ့ကောသလမင်းကြီးရဲ့အမတ်တယောက်ဖြစ်တဲ့ဥက္ကအမတ်ကြီးရဲ့စကားကိုအခြေခံပြီးတော့မြတ်စွာဘုရားကပဂရိဥစ္စာပစ္စည်းတွေပိုင်ဆိုင်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပဂရိဥစ္စာပစ္စည်းတွေပိုင်ဆိုင်မှုနည်းသည်ဖြစ်စေများသည်ဖြစ်စေယခုပြောခဲ့တဲ့တတ္တာသီလဟိရိဩတ္တပသုဒ္ဓစာကပညာမွန်မြတ်တဲ့စိတ်ရဲ့အည်အသွေးတွေကိုပိုင်ဆိုင်မှသာလျှင်တကယ်ချမ်းသာတဲ့လူသားတစ်ယောက်ဖြစ်မယ်ဆိုတာလေးကိုအခြေခံပြီးတော့ဘုန်းဘုန်းတို့လူချမ်းသာလို့တရားကောင်းစဉ်လေးပေးပြီးတော့ဒီဥစ္စာပစ္စည်း9မျိုးကိုတစ်ကြိမ်လေးရင်တစ်မျိုးကြထိုက်တဲ့လောက်အသေးစိတ်ကလေးပြောကြည့်နေကြတာပေါ့နော်အဲ့တော့ဒီကနေ့ညဘာကိုပြောမို့အလဲတော့ဩတ္တပဟုတ်လားတတ္တာသီလဟိရိဒီတရား3လုံးပြောခဲ့ပြီနော်တတိဩတ္တပဆိုတဲ့တရားကိုဟိရိနဲ့တွဲပြီးတော့ဟိရိဩတ္တပဆိုပြီးတော့နာယီဝနေတဲ့သူတော်ကောင်းတရားဟုတ်လားတတိဩတ္တပနဲ့ပတ်သက်ပြီးတော့လည်းပဲဒီကနေ့ညအကျဉ်းများဖြင့်ဩတ္တပဆိုတာဘာလဲအဲ့ဒီဩတ္တပတရားကဘလို့ချမ်းသာမှုတွေကိုဖြစ်စေလို့မြတ်စွာဘုရားကဒီဩတ္တပကိုမုံမြတ်တဲ့ဥစ္စာပစ္စည်းလို့ဟောရတာလေဩတ္တပတရားကတတ္တဝါကိုဘလို့ချမ်းသာစေသလဲအဲ့ဒီဩတ္တပတရားတွေဖြစ်ပေါ်လာအောင်ဘလို့လုပ်ရမှာလဲမိကွန်း3ချက်ပေါ့နော်ဩတ္တပဆိုတာဘာလဲဩတ္တပကဘလို့ချမ်းသာစေတာလဲအဲ့ဒီဩတ္တပဖြစ်အောင်ဘုန်းဘုန်းတို့ဘလို့နေထိုင်ဆောင်ရွက်ကြရမလဲဘလို့စဉ်းစားရမလဲဘလို့ဆင်ခြင်ရမလဲအဓိကဒီမိကွန်း3ချက်ရဲ့အဖြေကိုဒီကနေ့ညပြောမယ်ပေါ့နော်အဲ့တော့ဩတ္တပဆိုတာဘာလဲလို့မေးရင်အကျဉ်းများဖြင့်အတိပ္ပယ်အလုံးနားလည်ထားကြပြီသားမြတ်စွာဘုရားကိုယ်တော်တိုင်လည်းပဲဒီဥစ္စာပစ္စည်း9မျိုးရဲ့တလုံးချင်းစီရဲ့အတိပ္ပယ်ကိုနော်ဒီဥက္ကသုတ်တန်ရဲ့ရှင်းနာလေးမှာဝိဒ္ဓဒနသုတ်တန်ဆိုပြီးတော့ဟောထားတဲ့ဒေသနာထဲမှာအသေးစိတ်ကလေးအတိပ္ပယ်ဖွင့်ပြတယ်ဟုတ်လားဩတ္တပဆိုတာဘာလဲဆိုရင်တဲ့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်လို့ဆိုတဲ့ဒုစရိုက်တရားတွေမိမိတန်တန်မှာဖြစ်ပေါ်မှာဟိုကြောက်ရွံ့တဲ့သဘောယုံညံ့တဲ့အကုသိုလ်တရားတွေမိမိတန်တန်မှာဖြစ်ပေါ်မှာကိုကြောက်ရွံ့တဲ့သဘောလို့ဒုစရိုက်တရားကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေမကဘဲနဲ့အကုသိုလ်တရားတွေကိုပါကြောက်ရွံ့တဲ့သဘောလို့ထည့်သွင်းပြီးတော့အဓိပ္ပာယ်ဖွင့်မနေ့တုန်းကဟောခဲ့တဲ့ဟိတွေကိုလည်းပဲအဲ့ဒါလိုပဲဒုစရိုက်တရားတွေမြတ်မကဘဲနဲ့အကုသိုလ်တွေဖြစ်မှာကိလေသာတရားတွေဖြစ်မှာကိုပဲစိတ်ထဲကရှက်တဲ့သဘောအဲ့ဒါဟိတွေပေါ့နော်ခုဩတ္တပကြတော့ဘာတော့ကြောက်ရွံ့တဲ့သဘောကြောက်တယ်ဆိုတော့သူကရှက်တဲ့အဆင့်နဲ့ပို့ပြီးတော့လေးသွားတယ်လို့ဘုံဘုံစိတ်ထဲမှာထင်တယ်ဟုတ်လားအဲ့တော့ဘဝမှာတကယ်တမ်းကြောက်တဲ့ကြောက်ထိုက်တဲ့အရာဘာလဲလို့မေးရင်ဒုစရိုက်တရားနဲ့အကုသိုလ်တရားတွေပဲဟုတ်လားဘာဖြစ်လို့ဒုစရိုက်တရားတွေနဲ့အကုသိုလ်တရားတွေကိုကြောက်တဲ့ကြောက်ထိုက်တဲ့တရားတွေလို့ပြောရတာတော့ဘုံဘုံတို့အပေါ်ယံလေးပြောကြည့်မယ်အပေလေးဘုံရောက်မှကြောက်လားလို့မေးရင်လူတိုင်းကြောက်တယ်လို့ပြောမယ်အပေလေးဘုံကိုကြောက်တယ်ဆိုလို့ရှိရင်အပေလေးဘုံကိုရောက်စေတတ်တဲ့ဒုစရိုက်တရားတွေကိုကြောက်เสียရတယ်လို့နားလည်သင့်တယ်အပေလေးဘုံကိုပဲကြောက်ပြီးတော့ဒုစရိုက်တရားကိုမကြောက်ဘူးဆိုရင်အပေလေးဘုံကိုဘလောက်ပဲကြောက်ရောက်ရလိမ့်မယ်ဟုတ်လားဒုစရိုက်တရားကိုကြောက်မှသာလျှင်အပေကိုကြောက်ရရောက်မယ်
နော်30ပုံဆိုတာဒုစရိုက်30ပုံဆိုတာအပေလေးပုံနဲ့တိဆောက်ထားတာမဟုတ်ဘူးအပေလေးပုံကြီးရှိတာမဟုတ်ဘူးနောက်ထပ်ရုပ်တဏ္ဍသဘာဝတရားတွေစဉ်ဆက်မပြတ်ပုံစံမျိုးမျိုးနဲ့ဖြစ်ပေါ်ပြောင်းလဲနေတဲ့အနေအထားတွေရောမရှိဘူးလားရှိတယ်အဲ့ဒီရုပ်တဏ္ဍတွေစဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့အထူးသဖြင့်ဘုံဘုံတို့အနည်းဆက်ဆုံးလူဘဝလို့ဆိုကြပါစို့လက်တွေ့အကြဆုံးလူဘဝကိုပြောကြည့်ရအောင်ဒုစရိုက်ကိုကြောက်မှအပေကိုကြောက်ရရောက်မယ်ဆိုတာပြောရပြီနော်အခုလူဘဝကိုနည်းနည်းစဉ်းစားလူဘဝမှာဘာကိုကြောက်လဲလို့လူဘဝကြီးမှာဘာကြောက်เสียရှိသလဲဘယ်ဟာကြောက်เสียကောင်းသလဲအဲ့လိုစဉ်းစားလို့ရှိရင်အိုခြင်းနာခြင်းသေခြင်းဟာကြောက်เสียကောင်းတယ်အိုခြင်းနာခြင်းသေခြင်းကိုကြောက်ကြတယ်လို့ရှိဘူးရပြောရမယ်အဲ့ဒီအိုခြင်းနာခြင်းသေခြင်းမှာတောင်မှအိုခြင်းကိုဒီလောက်မဟုတ်နာခြင်းနဲ့သေခြင်းကိုကြောက်တယ်ဘုံဘုံတို့ဟာရိုက်လို့နှက်လို့လည်းမနာဘူးယောဂလည်းမဖြစ်ဘူးခန္ဓာကိုယ်ကြီးကဘာလို့မှမနာဘူးဆိုရင်ဘာကိုကြောက်ရန်သူလည်းမကြောက်တော့ဘူးလေဟုတ်တယ်မဟုတ်လားတခိုးဓမြလည်းပဲကြောက်မှာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ကြီးကရိုက်လို့မှမနာတော့ဘူးဟာနာခြင်းနဲ့လုံးဝကင်းကွာနေတယ်ဆိုရင်ဘုံဘုံတို့ကြောက်เสียရတယ်အများကြီးနည်းသွားမှာဟုတ်လားခန္ဓာကိုယ်ကြီးကမသေးဘူးတက်လို့လည်းမသေးဘူးတည်တတ်တဲ့သဘောမရှိဘူးဆိုရင်ရောဘုံဘုံတို့ဘာကြောက်ဟာမသေးနိုင်တဲ့ကိုယ်ကဘာကိုကြောက်ဘာမှကြောက်เสียမရှိတော့တကယ်တမ်းအဲ့တော့ဘုံဘုံတို့ဒီပြင်ကြောက်เสียတွေကိုရှောက်ကြောက်နေကြရတယ်ဆိုတာတကယ်တမ်းတွေးကြည့်ရင်ဘာကိုကြောက်တာအဓိကအသေးမှကြောက်တယ်သူတဲ့တဆင်းရော့ပြောရင်ဘာကိုကြောက်တော့နာမာကိုကြောက်တာတချို့ကြတော့လည်းပဲနာမာကိုတအားကြောက်တယ်ဟာအသေးရင်သေးပါစေနှိမ့်ဆက်တော့မခံနိုင်ဘူးဟာတကယ်နှိမ့်ဆက်ပြီဆိုလဲနာမာကြောက်เสียကြီးပဲလေဟုတ်လားအဲ့တော့ဘုံဘုံတို့ကဘာတော့ကြောက်တုံလူဘဝကြီးမှာနာမာသေးမာကိုအကြောက်ဆုံးပဲဟုတ်လားချစ်တဲ့လူတွေနဲ့နော်ကိုယ်ရမှာကိုလည်းကြောက်တယ်မချစ်တဲ့လူတွေနဲ့တွေ့ရမှာကိုလည်းကြောက်တယ်ဟုတ်တယ်အဲ့ဒါတွေလည်းမကြောက်ဘူးတော့မဟုတ်ကြောက်တယ်ဒါပေမဲ့နာမာသေးမာလောက်တော့မကြောက်အဲ့ဒါတွေကစိတ်ထဲကဖြေနိုင်ရင်သက်သာခွင့်ရသေးတယ်လေယောဂနှိမ့်ဆက်လို့ဟာသူများထုလို့ရိုက်လို့နာပြီဟေ့ဆိုလို့ရှိရင်ကိုယ်စိတ်ကဘလို့ပဲတွေးနေနားနေပြီပဲဟာသေးမယ်ဆိုရင်လည်းဒါပါတော့ကြောက်တယ်နော်အဲ့လို့ရှိရင်ဘဝကိုလူဘဝကိုဘုံဘုံတို့ကဘာတွေကြောက်လဲလို့မေးကြည့်ရင်နာမာသေးမာကိုအလွန်ကြောက်တယ်ဒါသည်နာမာသေးမာကိုသာကြောက်တာနာတတ်တဲ့သေတတ်တဲ့ဘဝကိုကြတော့ကြောက်ပါမှမသိဟောတရားလေးကစဉ်းစားတရားလေးနဲ့စရနော်နာမာသေးမာတော့မကြောက်ဘူးလားကြောက်တယ်ဒါပေမဲ့နာတတ်တဲ့သေတတ်တဲ့ဘဝကိုကြတော့ကြောက်เสียလို့မသိဘူးအဲ့လိုဆိုရင်နာတာသေတာဘာကြောင့်နာရသေရတာလဲလို့မင်းအယိုးရှင်းဆုံးနဲ့အထိမိဆုံးအဖြေကနာတတ်သေတတ်တဲ့ဘဝကိုရထားလို့နာတာသေတာဒါကြောင့်နာအောင်မနှိမ့်ဆက်မဲ့လူမရှိလဲအချိန်ကြရင်နာရမယ်သေအောင်တတ်မဲ့လူမရှိလဲအချိန်ကြရင်သေရမယ်သူ့လိုနာမယ်သူသေမယ်ရှောင်လို့ရသလားမရဘူးနော်အဲ့လိုဆိုရင်ဘဝတည်ပင်လျင်နာခြင်းသေခြင်းတရားပဲလို့ဘုံဘုံတို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားရတယ်အဲ့လိုဆိုရင်ဘဝကြောက်เสียလို့အဖြေလေးရေးလေးပေါ်လာတယ်နော်အဲ့လိုဆိုရင်ဒီကြောက်เสียကောင်းတဲ့နာခြင်းသေခြင်းရဲ့တရားဖြစ်တဲ့ဘဝဘာကြောင့်ဖြစ်တာလဲအပေလေးပါတော့ဒုစရိုက်ကြောင့်ဖြစ်တယ်လို့ပြောခဲ့ပြီးအပေလေးပုံကတော့ကြောက်เสียဒါကတော့အကျေရှင်းစရာမလိုကြောက်ကြတယ်နော်တိဋ္ဌံလေးတွေမြင်တာနဲ့ကိုပဲမင်းတိဋ္ဌံဖြစ်မလားဆိုဘယ်သူမှဖြစ်ချင်ဘူးနော်အပေကိုကြောက်တယ်ဆိုရင်ဒုစရိုက်ကိုကြောက်ရမယ်ဆိုရတယ်နော်အခုနာရာသေးတာရဲ့တရားဘဝနာရာသေးတာတော့ကြောက်တယ်ကတ်နေတဲ့ဘဝကိုကျတော့မကြောက်အဲ့တော့တွဲနေတယ်ခွဲလို့မရဘူးဆိုတော့အဲ့လိုဆိုရင်ဘဝကလည်းကြောက်เสียလို့အဖြေမှန်လေးနည်းနည်းရလာအဲ့လိုဆိုရင်ဘဝကကြောက်เสียဆိုရင်ဘဝဘာကြောင့်ဖြစ်နေတယ်လဲဘဝဖြစ်ခြင်းရဲ့အကြောင်းတရားကိုဘုံဘုံတို့ကြောက်မှဘဝကိုကြောက်ရရောက်မယ်ပေါ့နော်ဘဝဘာကြောင့်ဖြစ်နေတုံးဆိုရင်နော်အဓိကလက်တဲ့တရားခံတော့တဏှာလောဘပေါ့ကြည်ကြည်ပြည့်ပြည့်ပြောရမှာဆိုရင်ကိလေသာတရားတွေပေါ့နော်အဲ့ဒီကိလေသာတရားတွေဟာဘဝဖြစ်ခြင်းရဲ့အကြောင်းတရားပဲအဲ့တော့ဘဝကိုကြောက်တယ်တနည်းအားဖြင့်နာမသေးမာကိုကြောက်တယ်ဆိုလို့ရှိရင်ဘုံဘုံတို့ဟာကိလေသာကိုကြောက်ဖို့လိုတယ်အဲ့ဒီလိုခွင်းဆက်လေးသွားမှာကိလေသာဖြစ်မှာကိုမကြောက်သေးသမျှကလပ်ပတ်လုံးကိလေသာလည်းခဏခဏဖြစ်နေကိလေသာဖြစ်လို့ရှိရင်သေတတ်တဲ့ဘဝတွေနာတတ်တဲ့ဘဝတွေကလည်းခဏခဏရရင်မနာခြင်းမဲနဲ့လည်းနာမယ်မသေးခြင်းနဲ့လည်းသေရမယ်ဟောဩတ္တပရဲ့အဓိပ္ပာယ်ကိုအဲ့ဒီထိသွားသေးခြင်းဒုစရိုက်တရားလောက်တင်ကြောက်တာကိုမြတ်စွာဘုရားဟောတာမဟုတ်ဘူးနော်ဘာဝထဲဟောတာတော့အကုသိုလ်ယုံညံ့တဲ့တရားတွေကိုပါကြောက်ဖို့ဩတ္တပရဲ့အဓိပ္ပာယ်မှာအဲ့လိုမြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်ထားတာဟုတ်လားဒါကြောင့်နှစ်ပိုင်းခွဲပြီးတော့မြင်စေခြင်းအပေကိုကြောက်တယ်ဒါဆိုရင်ဒုစရိုက်ကိုကြောက်ရလိမ့်မယ်နော်
နာခြင်းသေခြင်းကိုကြောက်တယ်ဒါနဲ့ဘဝရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားတွေလောဘတရားတွေကိုဘုံဘုံတို့ကြောက်ဖို့လိုတယ်အဲ့ဒါကိုတော့ကြောက်အောင်မသိဘူးနော်အဲ့တော့ဥဒ္ဒပကိုအဲ့ဒီထိအတိပ္ပယ်ကိုကြည်ကြည်ပြန့်ပြန့်နားလည်ရမယ်စိတ်ထဲမှာလောဘဖြစ်သွားတယ်ဒေါသဖြစ်သွားတယ်မနေ့ကပြောခဲ့တဲ့အတိုင်းလာမေမေရောရောပေါ်ပေါ်ဆားဆားဘာဖြစ်လို့ဖြစ်နေမှမသိပဲနဲ့အမှတ်တမဲ့ကြီးနဲ့နေလိုက်တယ်ဒါတွေဟာပါလေလေဘဝဖြစ်ခြင်းရဲ့အကြောင်းတရားတွေပဲဟုတ်လားဘဝဖြစ်ပြီဆိုလို့ရှိရင်နာခြင်းသေခြင်းကခြံထားခဲ့လို့ရမလားမရဘူးစဉ်းစားကြည့်နော်ဒါအဆိုးဆုံးဒုက္ခကိုပဲပြောလိုက်တာဘဝနဲ့တွဲနေတဲ့မရေမတွက်နိုင်တဲ့ဒုက္ခတွေကိုဘုန်းဘုန်းတို့မပြောသေးဘူးဟုတ်လားအဲ့တော့ပြောချင်တာကဘာတော့ဥဒ္ဒပဆိုတာအဲ့ဒါလိုအပေရဲ့အကြောင်းဖြစ်တဲ့ဒုစရိုက်တရားဘဝရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားဟုတ်လားအကုသိုလ်တရားဒီလိုယုံညံ့တဲ့တရားတွေကိုကိုယ်တန်တာမှာဖြစ်ပေါ်မှာဘာတော့ကြောက်တယ်အဲ့လိုတွေးလိုက်တော့အကြောက်တရားကအလွန်မှကိုလေးနဲ့ပါလားဆိုတာတကယ်တော့ဘုန်းဘုန်းတို့ပြောရရင်ဒီဆင်းရဲတဲ့ဘဝကမလွတ်မြောက်သေးဘူးစစ်မှန်တဲ့ချမ်းသာကိုမရသေးဘူးဆိုရင်မရသေးဘူးဆိုတာကြောက်တဲ့ကြောက်ထိုက်တာကိုတကယ်မကြောက်သေးလို့တကယ်မကြောက်သေးလို့တကယ်လွတ်အောင်မလုပ်ဘူးလေတကယ်ကြောက်ပြီဟေ့ဆိုရင်တကယ်လွတ်အောင်လုပ်မှာပေါ့ဟုတ်လားဘုံဘုံတို့အကြောက်တွေကဘယ်လိုဖြစ်နေတော့အလွန်မှအားနည်းနေတယ်ပေါ့နော်ဒါပေမဲ့ဒီခါလေးကြတော့လည်းမကြောက်တဲ့မကြောက်ထိုက်တာကိုလည်းကြောက်နေပြန်ရောကြောက်တဲ့ကြောက်ထိုက်တာကိုဘာဆိုတာတော့တချို့ကလည်းမသိဘူးအဘေဘေယတတိနောဘေယစာဘေယတတိနာမိစ္ဆာဒိဋ္ဌိသမာဒနာတတ္တကိစ္ဆန္တိဒုက္ခတိဒီကထားလေးတော့မှတ်ရတယ်နော်မကြောက်တဲ့နာကိုကြောက်တယ်ကြောက်တဲ့နာကိုမကြောက်ဘူးတချို့ကြောက်နေတာတွေအများကြီးရှိတယ်လေဒါတကယ်ကြောက်စရာမဟုတ်ဘူးတချို့ဟာတွေကဒါပေမဲ့သူစိတ်ထဲတော့ကြောက်စရာထင်ပြီးတော့ကြောက်နေတကယ်ကြောက်တဲ့ကြောက်ထိုက်တဲ့အခုပြောခဲ့တဲ့ဒုစရိုက်တရားတွေအကုသိုလ်တရားတွေကိလေသာတရားတွေဖြစ်မှကြတော့ဘာလို့မကြောက်ဘူးအဲ့လိုမျိုးကြောက်တဲ့နာကိုမကြောက်ဘူးမကြောက်တဲ့နာကိုကြောက်နေတဲ့ပုံကိုယ်တွေဟာတဲ့အယူအဆမှားယွင်းနေတဲ့အတွက်ကြောင့်ယုံညံ့တဲ့ဘဝတွေကိုရောက်ရလိမ့်မယ်တဲ့ဒါကြောင့်အခြေခံဥဒ္ဒပလေးကိုဘုံဘုံတို့မြင်လို့တတ်ဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ဥဒ္ဒပဆိုတာဘာလဲလို့မေးရင်အခုပြောခဲ့တဲ့အပေလေးပုံရဲ့အကြောင်းတရားဒုစရိုက်ဟုတ်လားများစွာသောဘဝတွေရဲ့အကြောင်းတရားကိလေသာတရားတွေတဆင့်တပြောရင်အကုသိုလ်တရားတွေဒါတွေကိုယ်တန်တမှာဖြစ်မှာဘာလို့ရမှာတော့ကြောက်ရမှာအဲ့ဒါဥဒ္ဒပတရားနော်အဲ့လိုဆိုရင်ဥဒ္ဒပရဲ့အဓိပ္ပာယ်ကိုဒီလောက်လေးပြောလိုက်ရင်ဘုံဘုံတို့နော်အများကြီးစဉ်းစားစရာတွေဆက်ပြီးတော့ရမယ်ပေါ့နော်ငါရဲ့အကြောက်တရားကနော်ပေမမီခိုက်မမီဟုတ်လားအစင်အတန်းမမီတဲ့အကြောက်တရားပဲရှိသေးတာဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်နော်အကြောက်တွေကိုဘာလို့တော့ဖြီးဖို့လိုသေးတယ်ပေါ့ကြောက်တင်ကြောက်ထိုက်တာကိုကြောက်ဖို့ကိုဘုံဘုံတို့တွေကကြောက်တင်ကြောက်ထိုက်တာကိုကြောက်တဲ့အနေထားအားနဲ့နေသေးတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီအကြောက်တရားကိုဒီဥဒ္ဒပတရားကိုမြတ်စွာဘုရားကနော်ဘလို့ချမ်းသာမှုတွေကိုဖြစ်ပေါ်စီလို့သူ့ကိုအလွန်တန်ဖိုးကြီးတဲ့ဥစ္စာပစ္စည်းလို့ဟောရတယ်လေဒုတိယမေခွန်းရဲ့ဖြေကိုဆက်သွားခြင်းနော်ဥဒ္ဒပတရားကဘလို့ချမ်းသာစီတာတော့ဟုတ်အလွယ်ပြောရရင်တော့စောစောကပြောခဲ့တဲ့နော်အပေလေးပုံရဲ့အကြောင်းတရားဘဝရဲ့အကြောင်းတရားမကောင်းမှုအကုသိုလ်တွေကိလေသာတရားတွေဟုတ်လားဒုစရိုက်တရားတွေကိုကြောက်တယ်ဆိုလို့ရှိရင်တော့ကြောက်တဲ့လောက်မလုပ်သွားမှာတော့နည်းသွားစီလိမ့်မယ်ဆိုလိုတာကဥဒ္ဒပအားကောင်းရင်အားကောင်းတဲ့လောက်တစ်ဖက်ကဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်တရားတွေဟာနည်းသွားလိမ့်မယ်အကုသိုလ်အကြောင်းတရားနည်းသွားပြီဆိုလို့ရှိရင်ဆင်းရဲဒုက္ခအကျိုးတရားလည်းပဲအလိုလျောက်ကိုလျှော့စရာမလိုပဲနဲ့လျှော့သွားမယ်ပေါ့ဥဒ္ဒပကတတ္တဝါကိုဘလို့ချမ်းသာစေတယ်လဲဆိုတာကိုအတိကသွက်ချက်အဲ့ဒါလေးကိုမြင်ရမယ်နော်အကြောက်အားကောင်းရင်ဆင်းရဲခြင်းရဲ့အကြောင်းတရားတွေနည်းသွားဆင်းရဲခြင်းရဲ့အကြောင်းတရားတွေနည်းသွားရင်ဆင်းရဲလည်းနည်းသွားမှာပဲဆင်းရဲနည်းသွားပြီဆိုရင်တစ်ဖက်ကချမ်းသာမှုများလာတယ်လို့အလို့လျောက်ပြောလို့မရဘူးလားရတယ်ဟုတ်လားအဲ့တော့ဒီနေရာမှာဘုံဘုံတို့ဒီဥဒ္ဒပတရားအကြောက်တရားတကယ်အားကောင်းလာပြီဆိုလို့ရှိရင်နော်တစ္ဆာလေးပါးကိုထုတ်ထွင်းပြီးတော့သိလိမ့်မယ်ငြိမ်းချမ်းမှုအစစ်အမှန်နိဗ္ဗာန်ကိုမျက်မှောက်ပြုရလိမ့်မယ်နော်ယောဂလေးပါးရဲ့ကုန်ခန်းရာနော်နိဗ္ဗာန်ဆိုတဲ့တရားကိုနော်အရဟတမဉာဏ်အရဟတဖုန်ဉာဏ်နဲ့မျက်မှောက်ပြုပြီးတော့ဒုက္ခခတ်သိမ်းငြိမ်းရလိမ့်မယ်လို့နော်အတိလင်းဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်ဘုန်းဘုန်းတို့နိဒာနဝကတန်ရုပ်ပန်ဠိတော်ထဲမှာရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ကိုရောမြတ်ကြီးတို့ဆွေးနွေးကြတဲ့အကြောင်းအရာလေးတစ်ခုကိုမှတ်တမ်းတင်ထားတာရှိတယ်ဟုတ်လားအဲ့ဒါလေးကိုသေချာလေးနားထောင်ကြည့်ဥဒ္ဒပရဲ့တန်ဖိုးရှင်သာရိပုတ္တရာကခါတစ်ပါးမှာရှင်မမောက္ကလန်ဒီကိုရှင်မကတ္တပဒီကိုရောက်လာပြီးတော့
တရားစကားပြောတယ်လို့ပဲဆိုကြပါစို့အရှင်ကတ္တပါတဲ့ပြင်းထန်တဲ့အာထုံမှုရှိမှပြင်းထန်တဲ့ကြောက်လန့်မှုရှိမှအဲ့ဒီပုဂ္ဂိုလ်ဟာသစ္စာလေးပါးကိုထွန်းထွင်းပြီးတော့သိနိုင်တယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ကိလေသာအတောတရားကနေလွတ်မြောက်သွားနိုင်တယ်လို့မြတ်စွာဘုရားလည်းအဲ့ဒီတိုင်းဟောတယ်ပေါ့အာတာပိ ဥတ္တပိလို့အဲ့လိုသုံးတယ်ပြင်းထန်တဲ့အာထုံမှုကြောက်ရွံ့မှုအနာတာပိ အနုတ္တပိပြင်းထန်တဲ့အာထုံမှုလည်းမရှိဘူးပြင်းထန်တဲ့ကြောက်ရွံ့မှုလည်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတော့အဘဘောတံဘောဓာယသစ္စာလေးပါးကိုထူးထွင်းပြီးတော့သိခြင်းကမထိုက်တန်ဘူးဟုတ်လားအဘဘောနိဗ္ဗာန်ယနော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့မထိုက်တန်ဘူးနော်အဘဘောယောဂခေမတ္တအဓိကမာယအနုတ္တရတယောဂခေမတ္တအဓိကမာယအတုမဲ့ကိလေသာတရားတို့ရဲ့ကုံရာယောဂလေးပါးရဲ့ကုံခါရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကမထိုက်တန်ဘူးတဲ့နော်ပြင်းထန်တဲ့အာထုံမှုကြောက်ရွံ့မှုမရှိရင်သစ္စာလေးပါးကိုထူးထွင်းပြီးတော့သိခြင်းကအဲ့ဒီလိုမထိုက်တန်ဘူးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကမထိုက်တန်ဘူးယောဂလေးပါးရဲ့ကုံရာအတုမဲ့နိဗ္ဗာန်ကိုရခြင်းကမထိုက်တန်ဘူးတဲ့အဲ့တော့သစ္စာလေးပါးကိုထူးထွင်းပြီးတော့သိခြင်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ယောဂတရားတွေကိလေသာတရားတွေအကုန်လုံးကုန်ခန်းသွားခြင်းနဲ့ဆိုလို့ရှိရင်ပါရှိရမှာတော့အာတာပိ ဥတ္တပိပြင်းထန်တဲ့အာထုံမှုကြောက်ရွံ့မှုရှိရမယ်တဲ့တရားလေးကစဉ်းစားကြရလေနော်အဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီပြင်းထန်တဲ့အာထုံမှုကြောက်ရွံ့မှုကဘယ်တိုင်းတာတိရှိရမှာတော့ဘလို့ရှိရမှာတော့တဲ့လူတယောက်သစ္စာလေးပါးကိုသိခြင်းနဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့ယောဂလေးပါးရဲ့ကုံရာအတုမဲ့နော်အရဟတဖို့ကိုရခြင်းနဲ့ဆိုလို့ရှိရင်နော်ဘယ်လိုပြင်းပြင်းထန်ထန်အားထုတ်ရမှာတော့ဘယ်လိုကြောက်ရွံ့ရမှာတော့အဲ့ဒါကိုမေးတဲ့အခါကျတော့ပြောရရင်အာတာပိနဲ့ဥတ္တပိရဲ့နော်လိုအပ်တဲ့အည်အသွေးထီရအောင်မြင့်တင်ဖို့သူတို့ရဲ့အဓိပ္ပာယ်ကိုကြည်ကြည်ပြန့်ပြန့်ရှင်မကတ္တဗကိုရောမြတ်ကြီးကဖြေပြတာပါပဲအဲ့တော့အာတာပိဆိုတာပြင်းထန်တဲ့အထုံးမှုနော်ဥတ္တပိဆိုတာကတော့ဘာလို့ကြောက်ရွံ့မှုအခုပြောနေတဲ့တရားဒါဘလို့ကြောက်ရမှာတော့နော်အထုတ်တဲ့အပိုင်းနဲ့ကြောက်ရတဲ့အပိုင်းကအဆုံးသက်လေးပဲသူကကွဲသွားတာအဓိပ္ပာယ်ကစင်စင်ကလေးအဲ့တော့ဘုံဘုံကကြောက်ရွံ့တာကိုပဲပြောလိုက်မယ်အထုတ်တာကိုဘလို့လိုပြောပြီးသားဖြစ်သွားမှာနော်အဲ့တော့ဘုံဘုံတို့ဘလို့ကြောက်ရမှာတော့နော်သူပြောထားတာလေးဘုံဘုံအတိအကျပြောပြမယ်နော်ဣဒာဟုသောဘေကုအနုပ္ပန္နမေပါပကအကုသလဓမ္မဥပိ္ပဇမာနာအနတ္ထာယတံဝိတ္တယုံတိတံဝိတ္တေယုံတိဩတ္တပတိပထမသူစဉ်းစားလိုက်တယ်ဩငါဒီမဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်ပေါ်လာလို့ရှိရင်ငါအတွက်အကျိုးတွေတော့နည်းတော့မှာပဲမဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်လာရင်အကျိုးတွေနည်းတော့မှာပဲဒါကြောင့်မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်တာဟာကြောက်เสียလို့သူနားလည်ပြီးတော့ကြောက်တယ်တဲ့ဘာကြောက်ရမှာလဲဆိုတာလေးပေါ်လာပြီနော်မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်မှာကိုကြောက်ရမယ်ဟုတ်လားအဲ့လိုဆက်ပြီးတော့ဗာပြောတော့ဥပ္ပန္နမေပါပကအကုသလဓမ္မအပဟိယမာနအနတ္ထာယတံဝိတ္တယုံတိဩတ္တပတိဒါပါတော့အဓိပ္ပာယ်ကဖြစ်ပြီးသားအကုသိုလ်တရားတွေကိုမပယ်ရှားရဘူးဆိုရင်မပယ်ရှားနိုင်ဘူးဆိုရင်ငါတော့အကျိုးမဲ့တော့မှာပဲဆင်းရဲတော့မှာပဲလို့အဲ့ဒီလိုစဉ်းစားပြီးတော့လည်းပဲကြောက်ရမယ်မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်မှာကိုကြောက်ရမယ်ဖြစ်ပြီးသားအကုသိုလ်တွေကိုမပယ်ရှားနိုင်မှာကိုကြောက်ရမယ်တဲ့နှစ်ချက်ရှိပြီနော်ဒါသမ္မပဒံလုံးလဝရိယလေးနဲ့တွဲမှတ်ရင်တော့အလွန်ကောင်းပါလေအဲ့ဒီအဓိပ္ပာယ်လေးနဲ့ကပ်ပြီးတော့ပြောတာသူကဟုတ်လားနောက်တစ်ဆင့်ပါပြောတော့အနုပ္ပန္နမေကုသလဓမ္မအနုပိစ္ဆမာနအနတ္ထာယတံဝိတ္တယုံတိဩတ္တပတိမဖြစ်သေးတဲ့ကုသိုလ်တရားတွေမဖြစ်လို့ရှိရင်တော့မဖြစ်ဘူးသေးတဲ့ကုသိုလ်တရားတွေဖြစ်မလာဘူးဆိုရင်ငါအတွက်အကျိုးမဲ့တော့မှာပဲဆင်းရဲတော့မှာပဲလို့အဲ့ဒီလိုလည်းပဲဘာလို့ရမှာတော့ကြောက်ရမယ်တဲ့နော်မဖြစ်သေးတဲ့ကုသိုလ်တရားတွေမဖြစ်ရင်လည်းပဲမရသေးတဲ့ချမ်းသာမရနိုင်ဘူးလေဟုတ်တယ်မို့လားနောက်တစ်ခုပါဆက်ပြောတော့ဥပ္ပန္နမေကုသလဓမ္မနိရုဇ္ဇမာနအနတ္ထာယတံဝိတ္တယုံတိဩတ္တပတိနော်ဖြစ်ပြီးသားကုသိုလ်တရားတွေပျက်စီးသွားမယ်ချုပ်ပြောက်သွားမယ်ဆိုရင်လေငါအတွက်တော့အကျိုးမဲ့တော့မှာပဲဆင်းရဲတော့မှာပဲဆိုပြီးတော့လေကြောက်ရမယ်တဲ့ဒါဩတ္တပတရားကိုပြောတာနော်စောစောအာတာပိနော်ပြင်းထန်တဲ့အာထုံမှုဆိုတာလေဒါပဲနော်မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်လာရင်တော့ငါတော့အကျိုးမဲ့တော့မှာပဲဆိုပြီးတော့မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်သူအထုတ်တယ်မဖြစ်ပြီးသားကုသိုလ်တရားတွေ
မပေရှားသေးဘူးဆိုရင်ငါတော့ဘယ်ချိန်အကျိုးပေးမယ်မသိဘူးဒါကြောင့်ဒါကိုငါပယ်နိုင်အောင်ကြိုးစားမယ်ဒါလည်းအာတာပီပဲဟုတ်လားပြီးတော့ပါတော့မဖြစ်သေးတဲ့ကုသိုလ်တရားတွေမဖြစ်လို့ရှိရင်ငါအကျိုးမဲ့လိမ့်မယ်ဆိုရင်မဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်သူလုပ်တယ်ဖြစ်ပြီးသားကုသိုလ်တရားတွေချုပ်ပြောက်သွားရင်တော့လည်းပဲအကျိုးမဲ့မှာပဲဆိုတော့ဖြစ်ပြီးသားတရားတွေကိုတွတ်တက်လာအောင်များပြားလာအောင်သူကြိုးစားတယ်အဲ့ဒါအာတာပီနော်အခုဒီမှာတော့ဘုံဘုံတို့ကဘာကိုဦးစားပေးပြီးပြောနေတာတော့ဥဒ္ဒပီအကြောက်ကိုပြောနေတာဟုတ်လားဘယ်လိုကြောက်ရမှာတော့ဒါလေးကိုအခြေခံကြကြစွဲနေအောင်မှတ်ရမယ်နော်ဘယ်လိုကြောက်ရမှာတော့မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်လာရင်တော့ကြောက်เสียပဲလို့ဆိုပြီးဘာလို့ရမလို့ကြောက်ရမယ်နော်မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်လာလို့ရှိရင်အကျိုးမဲ့မှာပဲဆိုပြီးတော့ကြောက်ရမယ်ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုမပယ်ရှားနိုင်ဘူးဆိုရင်လည်းအကျိုးမဲ့မှာပဲဆိုပြီးတော့ကြောက်ရမယ်မဖြစ်သေးတဲ့ကုသိုလ်တရားတွေမဖြစ်ဘူးဆိုရင်လည်းအကျိုးမဲ့မှာပဲဆိုပြီးတော့ကြောက်ရမယ်မဖြစ်ပြီးသားကုသိုလ်တရားတွေချုပ်ပြောက်သွားရင်လည်းအကျိုးမဲ့မှာပဲဆိုပြီးတော့ကြောက်ရမယ်အဲ့တော့ဘုန်းဘုန်းတို့မှာကိုယ့်အခြေအနေလေးကိုကိုတွေးတဲ့အောင်မှဒါလေးကပို့ပြီးတော့အရသာရှိအဲ့ဒါဘယ်လိုတော့မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်ဖို့အတွက်ဘုန်းဘုန်းတို့မှာအရန်တဲ့အခြေအနေမှာရှိရနော်ဘလောက်ထိမိုက်မိုက်ရိုင်းရိုင်းဆူဆူသွန်းသွန်းဖြစ်နိုင်တယ်လေပုထုဇဉ်တယောက်အနေနဲ့မဖြစ်သေးတဲ့အကုသိုလ်တရားတွေဘလောက်ထိဖြစ်နိုင်တယ်အမေတ္တတိထိဖြစ်နိုင်တယ်နော်ပြင်စံတန်လေးရကံကားပါလူတိုင်းသိရနော်အဲ့ဒီထိဆိုးသွားနိုင်တယ်မိုက်ရိုင်းနိုင်တယ်မှားနိုင်တယ်ပေါ့နော်အဲ့ဒီထိမြန်ဖြစ်သွားမယ်ဆိုရင်အများကြီးကြောက်စရာမကောင်းဘူးလားကောင်းတယ်ဟုတ်လားတခါဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဘုံဘုံတို့မှာမပယ်ရသေးတာတွေအများကြီးရှိတယ်နော်အချိန်မရွေးထပြီးတော့ပေါက်နိုင်တဲ့မျိုးစေ့တွေပေါ့ဟုတ်လားအဲ့ဒါတွေကိုလည်းပဲမဖယ်ရှားသေးဘူးမတုတ်တင်ရသေးဘူးပြဿနာတို့လိုတန်လန်နဲ့နေနေတာပေါ့ဘဝမှာဟုတ်လားအဲ့ဒီလိုတွေးပြီးတော့လည်းပဲဘာလို့ရမလို့ကြောက်ရမယ်ငါဘာမှအကုသိုလ်တွေကိုမပယ်ရသေးဘူးငါမိုက်ချက်မှားခဲ့တာတွေရှိတယ်အဲ့ဒါတွေမပယ်ရသေးလို့ရှင်ဒါအကျိုးမဲ့နိုင်တယ်ဒီအတွေးနဲ့လည်းပဲအကုသိုလ်တွေပယ်ရှားနိုင်အောင်ဘာလို့ရမလို့ကြိုးစားမယ်နော်မဖြစ်သေးတာကိုလည်းမဖြစ်အောင်တားရမယ်ဖြစ်ပြီးသားကိုလည်းဖြည့်ဆည်းနိုင်အောင်ကြိုးစားမယ်အကုသိုလ်နဲ့ပတ်သက်ပြီးတော့တာဝန်နှစ်ခုပေါ့ကြောက်ရမယ်နှစ်ချက်ပေါ့နော်မဖြစ်သေးတာကိုလည်းမဖြစ်အောင်နော်တားဆီးဖို့အတွက်အကြောက်အလန့်ရှိရမယ်ဟုတ်လားဖြစ်ပြီးသားကိုလည်းပဲပါတော့ဖြည့်ဆည်းနိုင်ဖို့အတွက်မဖြည့်ဆည်းရသေးတဲ့အခြေအနေကိုကြောက်တတ်တဲ့သဘောရှိရမယ်အဲ့လိုပဲကုသိုလ်နဲ့ပတ်သက်ပြီးတော့လည်းဘယ်နှချက်တော့နှစ်ချက်မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်အောင်လုပ်ရမယ်မဖြစ်သေးတာတွေမဖြစ်တော့ဘူးဆိုရင်ဟာဒါအများကြီးအကျိုးမဲ့နိုင်တာပေါ့နော်ဖြစ်ပြီးသားကုသိုလ်တရားတွေချုပ်ပြောက်သွားမယ်ဟာတခါတလေဟုတ်တယ်တော့တည်ဘူးသားလေးတွေနော်မှိန်ပြီးတော့မသိတော့သလိုမျိုးဖြစ်သွားတာတော်တော်နှမျိုးစရာကောင်းတဲ့အနေအထားမျိုးမှမရှိဘူးလားရှိတယ်အဲ့ဒါပါလေဒီဥစ္စာကအကြောက်ဆိုတာတကယ်မှန်မှန်ကန်ကန်ကြောက်တတ်ပြီဆိုလို့ရှိရင် तू ဟာဘယ်ထိတောင်ထိုက်တန်သွားတော့နိဗ္ဗာန်ရဖို့ထိထိုက်တန်သွားတယ်ဟုတ်လားအဲ့ဒါကို तू ဘယ်လိုလေးပြောတာတော့နော်ဘဘောတံဘောဓာယဘဘောနိဗ္ဗာန်ယဘဘောအနုတ္တရတယောဂခေမတအဓိကမာယသစ္စာလေးပါးကိုသိခြင်းကထိုက်တန်တယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကထိုက်တန်တယ်ဟုတ်လားအတုမဲ့ယောဂလေးပါးရဲ့ကုန်ခန်းရာနော်အရဟတမေအရဟတဖို့ကိုရဖို့အတွက်ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်သွားတယ်ဆိုလိုတာကအဲ့ဒီအဆင့်ထိရောက်ချင်တယ်ဆိုရင်ကိုယ့်ရဲ့အထုံမှုတွေကိုယ့်ရဲ့အကြောက်တရားတွေဟာဒီ၄ချက်နဲ့ဘာလို့ရမလို့ညီရမယ်ပေါ့ဒါကိုပြောတာနော်အဲ့လို့ဆိုရင်ဥဒ္ဒပတရားကဘလို့ချမ်းသာသေးတယ်လဲဆိုတာကိုဒါဘုံဘုံကအထုအထိတ်ကိုပဲပြောလိုက်တာပေါ့နော်အခြေခံလေးကတော့ဘလို့နားလဲရမှာတော့အခြေခံလေးကတော့ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်ကိုလျှော့ချနိုင်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခလည်းလျော့နေသွားတယ်။ဒီပြိုင်နက်ထဲမှာပဲနော်ချမ်းသာဒုက္ခတွေလည်းတိုးပွားလာတယ်လို့ပြောလို့မရဘူးလား။ရတယ်ဒါပါလေ။ဥဒ္ဒပကဘလို့ချမ်းသာစေတယ်လဲဆိုတာလေးကိုပြောတာ။ဟုတ်လား။အဲ့တော့ဥဒ္ဒပဆိုတာပါလေဥဒ္ဒပကဘလို့ချမ်းသာစေတယ်လဲနောက်လာမှာပါလေ။အဲ့ဒီဥဒ္ဒပတရားတွေဖြစ်အောင်ဘုန်းဘုန်းတို့ဘလို့လုပ်မလဲ။ဒါလေးကိုတော့နည်းနည်းလေးနော်မှတ်သားစရာလေးတွေနဲ့တွဲပြီးတော့ပြောရင်ပါကိုယ်ခေါင်းထဲမှာနော်ကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်တဲ့အကြောက်တရားကြီးမားအောင်ဘုံဘုံတို့ဘယ်လိုလုပ်မလို့အဲ့ဒီအကြောက်မရှိလို့နောက်ကတွန်းအားနဲနေလို့ကောင်းတဲ့နေရာကိုသွားတဲ့နေရာမှာခကြီးကမရောက်နေတာဟုတ်တယ်မဟုတ်လားကောင်းတဲ့နေရာသွားတော့သွားနေတာပဲဒါပေမဲ့ဒီနေ့လာလဲဒီနာဒီနေ့လာလဲဒီနာခကြီးကရောက်တယ်လို့ကိုမရှိဘူးဘာလို့မရောက်တာတော့နောက်ကတွန်းမဲ့လူကမရှိဘူးလေအကြောက်ကတွန်းမှရောက်နိုင်တာတကယ်တမ်းကဟုတ်လားမဂဒေဝဇာကြားဦးရနော်လူတိုင်းကောင်းပါစပင်ပြူပေါက်တော့ဩတင်မင်းရတော့ငါကောင်းပေါ်တက်ပြီးတော့လန်ထူးနေပြီကြောက်တာဘယ်လောက်ထိကြောက်တော့ဝတ်ထားတဲ့အဝတ်တွေအကုန်လုံးချွေးတွေရွှဲသွားတယ်ရေညှစ်လို့တောင်ရတယ်ဟာဓာတ်ခံအသိဉာဏ်ရှိတဲ့ခါကျတော့နော်ကြောက်တတ်တဲ့သဘောက
ကြောက်တဲ့ကြောက်ထိုက်တာကိုဘာဖြစ်တာတော့ကြောက်တဲ့သဘောဖြစ်တာစပင်မြူတကောင်းလုံးပေါက်နေလဲပဲပင်ကိုကနော်တဝေကတက်ခါညံ့တဲ့အခါကျတော့ကြောက်အောင်မှမသိဘူးသေတောင်ကြောက်မှမဟုတ်ဘူးတချို့ကဟုတ်တယ်မဟုတ်လားအဲ့တော့စဉ်းစားတရားတွေကိုဘုံဘပြောပြတာနော်အခုဒီမှာကြောက်တဲ့ကြောက်ထိုက်တဲ့အရာတွေကိုနော်ကြောက်တတ်တဲ့ဥဒ္ဒပတရားအားကောင်းလာအောင်ဘုံဘတို့ဘယ်လိုလုပ်မလို့နော်ဒုစရိုက်တရားနဲ့ကိလေသာတရားတို့ရဲ့အကျိုးဆက်တွေကိုဆင်ခြင်ရမယ်အဓိကတော့ဒါပဲဒုစရိုက်တရားနဲ့အကုသိုလ်ကိလေသာတရားတို့ရဲ့နောင်ဖြစ်ပေါ်လာလက်တန်သောအကျိုးဆက်တွေကိုဘာလို့ရမလို့ဆင်ခြင်ရမယ်နောက်ဒုစရိုက်တရားရဲ့အကျိုးဆက်ကဘာလဲအပေလေးပုံပေါ့အပေလေးပုံကလွတ်လာပြီဆိုလို့ရှိရင်လည်းပဲလူဖြစ်ရင်လည်းပဲဟာစုပ်ပြတ်တတ်နေတဲ့နော်ကြောက်စရာကောင်းတဲ့ဘဝမျိုးတွေရနေတဲ့လူတွေအများကြီးမရှိဘူးလားဒါဘဝဒုစရိုက်ရဲ့အကျိုးဆက်တွေပေါ့နော်ဒါကြောင့်ဒုစရိုက်ရဲ့အကျိုးဆက်တွေကိုခြေခြေပြန့်ပြန့်မြင်အောင်ကြည့်ရမယ်အခြေခံကတော့အပေလေးပါပေါ့လူလောကကြီးမှာလည်းပဲအပေမကြတော့လည်းပဲလူလောကကြီးမှာလည်းပဲသုတ္တဝါဒုက္ခရောက်နေကြတဲ့လူသားတွေရောမရှိဘူးလားရှိတယ်ဒါသူလုပ်ခဲ့တဲ့နော်အလုပ်ရဲ့အကြောင်းတရားရဲ့အကျိုးရလဒ်တွေပါပဲတကယ်တမ်းကဘယ်မှနော်မတရားသဖြင့်သူ့ကိုနော်ဖန်တီးထားတာမဟုတ်ပါဘူးဟုတ်လားဒါကြောင့်မို့လို့ဒီလိုဆင်းရဲဒုက္ခတွေကိုဖန်တီးတတ်တဲ့အကုသိုလ်တရားတွေကိုဘုံဘတို့ကအကျိုးတဲ့အကြောင်းတဲ့စဉ်းစားဆင်ခြင်တဲ့အားကောင်းအောင်ကြိုးစားရမယ်ဟိုနေ့ကပမောက္ခကျုပ်ဆိုတော်ဘုရားကြီးပြောတဲ့စကားလေးတစ်ခွန်းစကားပြောတာတွေကိုသတိထားပြီးတော့ပြောကြဖို့ဆိုလိုကြီးကအမိန့်ရှိတာပေါ့နော်ပြောလိုက်တာကတော့ဒီနှုတ်ကလေးနဲ့လွယ်လွယ်လေးပဲပြောလိုက်တာတဲ့မှားပြီဟေ့ဆိုရင်တော့ဒီအပြောကတစ်ချိန်မှာဒုက္ခပေးတော့ခံရပြီဆိုရင်တကိုယ်လုံးခံရမှာတဲ့ဟုတ်လားပြောတော့ကတော့ပါဇက်လေးနဲ့ပဲပြောလိုက်တာခံရပြီဆိုတော့ဗါတဲ့တော့တကိုယ်လုံးခံရမှာတချို့တဘဝလုံးခံရမှာတဘဝလုံးခံရမှာလို့တွေးနော်စဉ်းစားကြည့်အမ္ပပါဠိဆိုတဲ့ထေရီမာကြီးအကြောင်းလူတိုင်းကြားဘူးတဲ့ဉာဏ်လည်းထက်မြက်တယ်ဟုတ်လားဒါပေမဲ့လူဘဝတုန်းကပါလုပ်ငန်းနဲ့အသက်မွေးရတာတော့ဆိုတော့ပြည်စာလုပ်ငန်းနဲ့အသက်မွေးရတယ်ဟောဒီဘဝရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်တူပဲရဟန္တာဖြစ်မှာပဲဒါပေမဲ့လို့တစ်ချိန်လုံးကစလိုကြီးပြောသလိုနှုတ်ကလေးနဲ့ပြောခဲ့တာဘာမှများတော့မဟုတ်ဒါဒီအဲ့ဒီနှုတ်ရဲ့နောက်ကိုရကနေတွန်းအားပေးနေတာတော့ဘာရှိတော့စိတ်နော်အဲ့ဒီစိတ်ကအဲ့ဒီစေတနာကအကျိုးပေးတာပါတကယ်တမ်းကဟုတ်လားဒါပေမဲ့အဲ့ဒီစေတနာကနှုတ်ကိုဖွင့်ဟသည်အထိပြင်းထန်တဲ့စေတနာပေါ့နှုတ်ကအလကားနေရင်းနဲ့ပွင့်သွားတာမဟုတ်စေတနာနောက်ကနေဆောင်းတွန်းလို့နော်ကောင်းတဲ့စကားလည်းပဲစေတနာကောင်းတဲ့စေတနာတွန်းတော့မပြောမနေနိုင်ပြောတော့တာပဲသူများအကျိုးရှိရရှိကြောင်းဟုတ်လားမကောင်းတဲ့စကားတွေကိုလည်းပဲနောက်ကစေတနာယုတ်ကအတင်းတွန်းနေတော့မထိနိုင်ဘူးမရှက်နိုင်မကြောက်နိုင်ပါတော့ပြောတော့တာပဲဟုတ်လားသူဘာပြောခဲ့တာတော့အကြာကြီးမဟုတ်ဘူးစက္ကန့်ပိုင်းလောက်လွန်ကျူးလိုက်တဲ့အပြစ်အနာစာပေါ့နော်ဒါပေမဲ့အခြေခံဓာတ်ခံမာနတွေဒေါသတွေတော့အများကြီးရှိမှာပေါ့ဟုတ်လားဇီရီရင်ပြင်မှာလှဲ့လေပူဇော်ကြတော့ရှေ့ရယဟန္တာထေရီမာကြီးတစ်ပါးကနော်နှာချင်ရင်းနဲ့ချောင်းဆိုရင်းနဲ့ချွဲတလိကရင်ပြင်ပေါ်ကျတော့တာအဲ့ဒါအမှတ်တမဲ့ဆိုတော့ तू ကလည်းမသိဘူးသိရင်တော့ယဟန္တာအရှင်မြတ်ကြီးပဲ तू တုတ်တန်သွားမှာပေါ့သူ့ညစ်ကြီးကို तू မသိတော့ဒါဒီတိုင်းထားခဲ့တာပေါ့နော်အဲ့ဒါကိုနောက်ကနေပြီးတော့လှဲ့လေတဲ့ဒီအမ္ပပါဠိရဲ့အလောင်းကတွေ့တဲ့အခါကျတော့နော်ကြည်စမ်းပေါ့နော်ဒီလောက်တန်ရှင်းတဲ့ဇီရီရင်ပြင်ပေါ်မှာဘယ်လိုပြည်စာမှဒီအညစ်အကြေးကိုဆွန့်သွားတာတော့ဒီစကားကိုကြည့်ရင်သူ့စိတ်ကိုလှမ်းပြီးတော့ဘုံဘွားတော့မြင်နိုင်တယ်လို့ထင်တယ်ပါတော့မာနတွေအယံကိုဘာဖြစ်နေတော့ပြောရင်ပြောထည့်လိုက်မယ်ဘယ်သူမှကူးမဆိုင်ဘူးဆိုတဲ့စိတ်တွေမြင်ရဘူးလားမြင်ရရင်တော့ရှေ့ကဘယ်သူထွေးသွားဆိုလဲ तू သိတာမဟုတ်တကယ်ဆိုရင်စီစစ်ဖို့ကောင်းတာပေါ့နော်အမှတ်တမဲ့လည်းဖြစ်မယ်အဲ့ဒီအမှတ်တမဲ့ဖြစ်တော့ရှိတာပဲထွက်လာတာပေါ့ရှိတာလည်းဘာရှိမှာတော့မာနတွေဒေါသတွေရှိမှာပေါ့နော်အဓိကတော့မာနပေါ့နော်ကိုယ့်ကိုအထင်ရောက်နေသူများကိုရုပ်တရက်ပတ်ဝန်းကျင်ကိုအထင်သေးတဲ့သဘောကကြီးစိုးနေတဲ့အခါကျတော့စကားတခွန်းထွက်လာတယ်အဲ့ဒီစကားတခွန်းကခဏပဲပြီးပျောက်ဖြစ်သွားပြီမလို့နောက်ထပ်အကျိုးဆက်ကခဏလေးဟုတ်ရလားမဟုတ်ဒါကိုပြောတာနော်ကြောက်တက်တဲ့တရားဖြစ်ဖို့အတွက်နော်မကောင်းမှုအကုသိုလ်ဒုစရိုက်တရားတွေနဲ့အဲ့ဒီတရားတို့ရဲ့အကျိုးရလဒ်ကိုဘုံဘုံတို့မြင်တတ်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်အထူးသဖြင့်ဒီဝစီကံတွေကိုထိမ့်သိမ်းကြဖို့အလွန်အရေးကြီးတာပဲဒီခေတ်ကဘာလို့ဆိုလွယ်လွယ်လေးပြောရတယ်နော်စာရေးလိုက်တာလည်းလွယ်လွယ်လေးလူကြားတွေကိုရောက်သွားတယ်ပြောလိုက်တဲ့အတန်လည်းလွယ်လွယ်လေးရောက်သွားတယ်ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့အကုန်လုံးဒီကိုရိုးဆိုရောက်သွားတာပေါ့နော်အဲ့ကျပိုးပြီးတော့ထိမ့်ဖို့အရေးကြီးတာပေါ့ဟိုတုန်းကတော့ပြောတယ်ဆိုရင်ကိုနာရှိတဲ့လူလောက်ပဲကြားပြောတချို့ဟာနော်ပြီးတင်ပြောက်တဲ့နာမြန်မြန်ပြီးပြောက်သွားတော့လည်းပဲလောကကြီးကိုအများကြီးမလောင်ဘူးပေါ့နော်အခုဟာဘာတော့
တော်တော်နဲ့မပြီးဘူးလောင်းနေရောဟုတ်လားကြားတဲ့လူတွေကိုဘာလုပ်နေတော့လောင်းနေတယ်ကိုပြောတဲ့စကားပိုးပြီးတော့မှအကျိုးသက်ရောက်မှုရှိမယ်လို့ဘုံဘုံကထင်တယ်ကောင်းတဲ့ဘက်လည်းပဲအကျိုးကြီးလိမ့်မယ်မကောင်းတဲ့ဘက်လည်းပါတော့အကျိုးကြီးလိမ့်မယ်ဆိုတော့ဒီ line ပေါ်တင်လိုက်တယ်ဒီကောင်းတဲ့စကားကြီးကလည်းမပြောက်ဘူးတော်တော်နဲ့မကောင်းတဲ့စကားကလည်းမပြောက်ဘူးလူကြားတယ်ပါတော့ရောက်နေတယ်ဒါကြောင့်မို့ဆိုတော့ဘုရားကြီးနော်ပြောတဲ့စကားတစ်ခုရှိတယ်အဲ့တုန်းကဒီတိတ်ရကောတာတွေပေါ်အတန်တွေကိုဖမ်းထားလို့ရတယ်ဆိုတော့အဲ့ဒီခစ်ပေါ့နော်ဓာတ်ပြားခစ်ကနေတိတ်ရကောတာခစ်နောက် TV တို့ဘာတို့မှီလိုက်သေးလားတော့မသိပါဘူးဆိုတော့ကြီးကဘာပြောလို့ဆိုတော့အသုံးချတဲ့ရင်တော့ဒီခစ်ပေါ်ပစ္စည်းတွေတိတ်ပံပစ္စည်းတွေဟုတ်လားအသုံးချတဲ့ရင်တော့နိဗ္ဗာန်ပဲကွာတယ်အသုံးမချတဲ့ရင်တော့ဒေအိုးပဲလို့ပြောတယ်တဲ့ဘယ်ရောက်ကုန်ပြီတော့စကားဝစီကံကိုထိမ့်သိမ့်ဖို့ပြောတာဟုတ်လားဒီခေတ်ကဝစီကံကိုဤမျိုးစုံနဲ့လုပ်လို့ရနော်စာရေးတယ်ဆိုတာလည်းပဲဘုံဘွားတော့နော်ဒါဝစီကံနဲ့အများကြီးဆက်နွယ်နေမယ်လို့ထင်ပါတယ်သူပြောချင်တာကိုအတန်နဲ့ပြောလိုက်တာမဟုတ်ဘာနဲ့ပြောတာစာလုံးနဲ့ပြောလိုက်တာပေါ့ကာယကံမှာရောနေတာပေါ့အဓိကကြိုးကင်နေတာတော့ဘာဖြစ်မလို့မနောကံပေါ့ဟုတ်လားဒါကြောင့်အရှက်ကြောက်တရားတွေအာကြီးဖို့အတွက်ကိုလှုပ်လိုက်တဲ့အလုပ်ကိုပြောလိုက်တဲ့စကားနော်ကိုယ့်ရဲ့အတွေးတွေဟာဘယ်တွေကိုဥတည်နေသလဲဆိုတာလေးကိုဘုံဘုံတို့သတိထားဖို့လိုတယ်ဟုတ်လားမှားယွင်းနေတယ်ယုံညံ့နေတယ်ဘုမသိဘာမသိရန်တန်းပြီးတော့ဟုတ်လားပြင်မမိသလိုတွေဖြစ်မယ်ဆိုတာမျိုးတွေဆိုရင်အများကြီးသတိထားဖို့မလိုဘူးလားမပြောရတော့ဘာမှဖြစ်ဘူးလေပြောလိုက်တာနဲ့ပြဿနာအကြီးကြီးကိုယ့်ဘဝမှာရုပ်ပြဆင်းပြဒုက္ခရောက်သွားတာတွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဟုတ်လားဒါကြောင့်မလို့ဥဒ္ဒပတရားတွေများကျင်တယ်ဆိုလို့ရှိရင်ဒုသရရဲ့အကျိုးဆက်ကိုဘုံဘုံတို့ဘာလုပ်ရမလို့စဉ်းစားရမယ်ဆင်ခြင်ရဒုသရရဲ့အကျိုးဆက်ကိုစဉ်းစားပြီးရင်နောက်ထပ်ဘာကိုစဉ်းစားတဲ့တော့ပို့ပြီးတော့အဆင့်မြင့်တဲ့ဥဒ္ဒပတရားဖြစ်ဖို့ကိလေသာတရားတို့ရဲ့နော်ရရှိမဲ့အကျိုးဆက်ကိုဘုံဘုံတို့ဘာလုပ်ရမလို့ဆင်ခြင်ရမယ်နော်အတူချုပ်ပြောရရင်ကိလေသာတရားဆိုတာနော်ကိလေသာဝတ်ဆိုတာဘာကိုဆက်ပြီးတော့လက်ပတ်စေမဲ့အကြောင်းတရားလဲနော်ကမ္မဝတ်ကိုလက်ပတ်စေလိမ့်မယ်ဟုတ်လားကမ္မဝတ်ကဘာကိုဆက်ပြီးတော့လက်ပတ်စေမလို့ဝိပါကဝတ်ကိုဆက်ပြီးတော့လက်ပတ်စေလိမ့်မယ်ဘောတန်တယ်မှာအဲ့ဒီဝိကြီးသုံးပါးလဲနေတာနော်ကိလေသာရဲ့ကံရဲ့ဝိဘတ်သုံးပွင့်ဆိုင်ဝိဘတ်ဆိုတာအကျိုးရလက်တွေကိုပြောတာအခုဘုန်းတို့ဝိဘတ်ထဲမှာဖြစ်နေတာပေါ့နော်မြင်တယ်မြင်တတ်တဲ့မျက်လုံးကြားတတ်တဲ့နားဟာအကုန်အပြည့်စုံရုပ်တွေနန်းတွေအဲ့ဒါဝိဘတ်တွေပေါ့အကျဉ်းမြင်လေးပြောရရင်ဟုတ်လားအဲ့ဒါဘာကြောင့်ရတုံးဆိုရင်ကံကြောင့်ရတာပေါ့နော်အဲ့ဒီကံဘာကြောင့်ဖြစ်တုံးလို့မေးရင်သူ့ရဲ့နောက်ွယ်ကဘာနဲ့လဲသွားအောင်လှည့်လိုက်တယ်လေတွန်းအားပေးလိုက်တယ်လေဆိုတော့ကိလေသာကတွန်းအားပေးလိုက်တယ်ဟုတ်လားကိလေသာကြောင့်ကံကြောင့်ဝိဘတ်ဆိုတာယုံနာကိုပြောတာအကျဉ်းမြင်မှတ်နော်အဲ့လိုဆိုရင်ဘုန်းဘုန်းတို့တွေကကိလေသာဖြစ်အောင်ကိလေသာမဖြစ်အောင်မတားနိုင်ဘူးဟေ့ဆိုရင်ကိလေသာဆက်ကြီးကဆက်ပြီးတော့လဲသွားမယ်ပေါ့ကိလေသာဆက်လဲလို့ရှိရင်ဟိုဘက်ကမ္မဆက်ကဘုန်းဘုန်းတို့ရက်လို့မရဘူးကိလေသာဆက်နဲ့ကမ္မဆက်ကဟိုပင်နိယံဘိန်းလေးနှစ်ဘိန်းတစ်ခုနဲ့တစ်ခုထိထားတဲ့အခါမှာတဘိန်းကိုလှည့်လိုက်ပြီဆိုတော့နောက်တဘိန်းကလည်း automatic ညှိနေတာဆိုဘာဖြစ်တော့လဲသွားဆက်ဆိုတာအဲ့လိုလဲတဲ့တရားကိုဆက်လို့ပြောတာဝစ်ဆိုတာလည်းလဲနေတဲ့သဘောလေးကိုဝစ်လို့ပြောတာကိလေသာလဲပတ်သွားတယ်စိတ်ထဲမှာလဲပတ်သွားလို့ရှိရင်ဘာလဲပတ်သွားဆိုကံလဲပတ်သွားတယ်အ ਨੇ ဆုံးတော့တွေးတော့မယ်မထိနိုင်မှုဆိုရင်ပြောတော့မယ်လှုပ်တော့မယ်ဟောကိလေသာပြီးရင်ဘာလာတော့ကံလာတယ်ကံပြီးရင်ဘာလာမလို့အကျိုးရလက်တွေလာမယ်တားလို့မရဘူးတားလို့ရတာကဘယ်နဲ့ဘယ်ကြားမှာတားလို့ရလဲဆိုရင်ဝိဘတ်နဲ့ကိလေသာကြားမှာတားလို့ရတယ်နော်တရားအထုတ်တယ်ဆိုတာအဲ့ဒါဝိဘတ်နဲ့ကိလေသာကြားမှာတားတာပေါ့သူကကိလေသာမဖြစ်အောင်လုပ်တာဒီဝိယုံနာကိုယုံနာလို့အမှန်ကန်သိအောင်သူကသတိထားပြီးတော့ကြိုးစားတဲ့အခါမှာနော်လောဘဒေါသမောဟကိလေသာတရားတွေဟာအဲ့ဒီချိန်မှာဝင်လို့မရအောင်ဘုံဘုံတို့ကတရားအမထုတ်ဘူးသတိမထားဘူးသတိပဋ္ဌာန်တရားနဲ့ကင်းပြီးတော့နေမယ်ဆိုလို့ရှိရင်မြင်မယ်ကြားမယ်ဟာဝိဘတ်တရားအများကြီးဖြစ်တယ်ပေါ့နော်ဟုတ်လားအဲ့ဒီချိန်မှာသတိမရှိတဲ့အခါကျတော့ဘာတွေလာမလို့ကိလေသာတွေလာမယ်ကိလေသာလာလို့ရှိရင်ဘာဆက်လာမလို့ကံလာမယ်ကံလာပြီးရင်တစ်ချိန်မဟုတ်တစ်ချိန်ဝိဘတ်တရားဆက်ပြီးတော့လာလိမ့်မယ်ဒါပြောတာဟုတ်လားအဲ့တော့ကိလေသာတည်းဟူသောအကြောင်းတရားသည်လူရင်းကိုဖြတ်လန်းနေပြောလိုက်လို့ရှိရင်ဘယ်ကိုသွားပြီးတော့သူကနော်အကျိုးတရားအနေနဲ့တက်ရောက်နေလဲဆိုတော့ရုပ်တွေနံတွေဘဝတရားတွေဝိပါကတရားတွေဖြစ်ပေါ်ဖို့အတွက်အကြောင်းတရားဖြစ်နေဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်ဒီကိလေသာတရားသည်ဘဝရဲ့အကြောင်းတရားလို့အကျဉ်းမြင်ဘုံဘုံတို့သုံးသပ်လို့မရဘူးလားရတယ်အဲ့လိုဆိုဘဝဖြစ်ပြီးဟေ့ဆိုရင်စောစောကပြောတဲ့အတိုင်းဘဝနဲ့ပတ်သက်နေတဲ့ဘဝနဲ့ဆက်ဆက်နေတဲ့ဒုက္ခမျိုးစုံကိုဘုံဘုံတို့ဟာရင်ဆိုင်ရလိမ့်မယ်အထူးသဖြင့်ဘဝရဲ့ပင်ကိုယ်သဘောတဘာဝလို့ဆိုရမယ်အိုတတ်တဲ့နာတတ်တဲ့သိတတ်တဲ့တဘာဝကိုရှောင်လို့ရမလားမရဟုတ်လားစဉ်းစားနော်အဲ့လိုဆိုလို့ရှိရင်ဒီဝိပါကဝတ်နော်
ဝိပါကဘုကိုစဉ်းစားတဲ့အခါမှာဒီနာခြင်းသေခြင်းထိမြင်အောင်ဘုံဘုံတို့ဘာလို့ရမလို့စဉ်းစားရမယ်ဒါမှဝိပါကဘုကိုကြောက်မှာပေါ့နော်အဲ့တော့ဝိပါကဘုကိုကြောက်တယ်ဆိုလို့ရှိရင်သူ့ရဲ့မူလအရင်အမြစ်ကဘာရှိတော့ကံနဲ့ကိလေသာရှိတယ်အထူးသဖြင့်ကတော့ကိလေသာပဲကိလေသာကိုမတားနိုင်ရင်ကံကဆက်ပြီးတော့သွားမှာပဲကံဆက်သွားလို့ရှိရင်ဝိပါကဆက်ပြီးတော့လာမယ်တော့ယန္တာဖြစ်သွားကြတဲ့ပုဂ္ဂိုလ်တွေကဘာတော့ကိလေသာကိုသူကအမြစ်ပြတ်ပယ်တဲ့အတွက်ကြောင့်ကုသိုလ်ကံအကုသိုလ်ကံတွေသူတို့တန်တာမှာမဖြစ်တော့ဘူးတဲ့မဖြစ်တဲ့အတွက်ကြောင့်အိုတတ်တဲ့နာတတ်တဲ့သေတတ်တဲ့ယုံနာခန္ဓာတွေကမရတော့ဘူးဒီလိုသွားတာဟုတ်လားဒါကြောင့်စစ်မှန်တဲ့အကြောက်တရားကြောက်တဲ့ကြောက်ထိုက်တဲ့အကြောက်တရားအားကြီးခြင်းနဲ့ဆိုရင်တစ်အချက်အလွန်ဆိုးရတဲ့အပယ်လေးပုံနဲ့ဒုက္ခတွေကိုဖန်တီးတတ်တဲ့ဒုစရိုက်တရားကိုဘုံဘုံတို့ဆင်ញင်ရမယ်ဒါဟာဒီလမ်းကိုသွားနေတာဒီလမ်းကကောင်းတဲ့လမ်းမဟုတ်ဘူးဆိုတော့မြင်ရမယ်ပေါ့နော်နောက်နှစ်အချက်ဘာကိုမြင်ရမလို့ကိလေသာတရားတွေရဲ့အပြစ်အနာစာကိုမြင်ရမယ်ကိလေသာဖြစ်တာကိုကြောက်တဲ့အဆင့်ထိရောက်ပြီဆိုရင်အဲ့ဒီဥဒ္ဒပကတော်တော်ကြီးကိုအဆင့်မြင့်နေပြီလို့မဆိုနိုင်ဘူးလားနောက်ဒုစရိုက်ကိုကြောက်တဲ့ဥဒ္ဒပထဲကိလေသာကိုကြောက်တဲ့ဥဒ္ဒပကပိုးပြီးတော့နော်အဆင့်မြင့်သွားပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်နော်မြတ်စွာဘုရားအဲ့ဒါကိုပဲကြောက်စေခြင်းတာဟိုဇက်တော်တစ်ပုဒ်ကြားဦးပါတယ်အမတို့တရားခဏခဏနားနေတာကြားဦးမှာလေကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်ဖို့ဘုံဘုံတို့တောင်ထည့်ပြီးတော့ဟောဘူးတယ်အဆိုးဆုံးရန်သူနဲ့အကောင်းဆုံးမိတ်ဆွေဆိုတဲ့တရားထဲမှာနဲ့တူပါရဲ့ဘုရားလောင်းကတခါမှသူကလက်ပံပင်ဆောင်နတ်မင်းကြီးဖြစ်တယ်ဇက်တော်ရဲ့နာမည်ကကောတသိမ့်ပလဇက်ဒီဇက်ကိုဘာလို့မြတ်စွာဘုရားဟောရတာလဲဆိုတော့ဟောရခြင်းရဲ့အကြောင်းလေးကလည်းပြောစရာကောင်းတယ်မြတ်စွာဘုရားဇေတဝန်အကြောင်းလိုက်မှာသတင်းသုံးရင်းနဲ့နော်ခုသောညချမ်းမှာဒီကြောင်းလိုက်ထဲမှာနေကြတဲ့သတင်းသုံးနေကြတဲ့တန်ဃာတော်ရှင်မြတ်တွေယဟန်တွေရဲ့စိတ်ကိုမြတ်စွာဘုရားသူ့ရဲ့စိတ်နဲ့လှမ်းကြည့်တဲ့အခါမှာနော်ကာမဝိတ္တအစရှိတဲ့ယုံညံ့တဲ့အတွေးတွေနဲ့အချိန်ကုန်နေတာကိုမြင်ရတယ်တဲ့တော့အလွန်ကရုဏာကြီးမားတဲ့အတွက်ကြောင့်မြတ်စွာဘုရားတနာလို့နော်ဒီတိုင်းဆက်သွားလို့ရှိရင်အကျိုးမဲ့မှာပဲဆိုတာမြင်လို့တွားပြီးတော့တားမယ်ဆိုပြီးတော့အဲ့ဒါဓမ္မယုံကြွလာယဟန်တွေအကုန်စုခိုင်းပြီးတော့အဲ့ဒီမှာတရားဟောတာနော်တင်တို့ရဲ့တန်တန်မှာကိလေသာတရားတွေဖြစ်နေတာငါမြင်တယ်ပေါ့ဆိုလိုတာကတရားတွေကတောင်းတစ်ချိန်မှာဒုက္ခဖြစ်စေမဲ့ပူလောင်မှုဖြစ်စေမဲ့ရှုပ်ထွေးမှုဖြစ်စေတဲ့အကြောင်းတရားတွေဒါကြောင့်ဒါတွေကိုကိုယ်တန်တန်မှာမဖြစ်အောင်လုပ်ရမယ်ဒီတရားတွေဖြစ်မှာကိုကြောက်တဲ့နဲ့ကြောက်ရမယ်တော့ရှင်းတော့ပညာရှိတွေဟာဒုက္ခပေးမဲ့အရာတွေကိုနော်ကြိုးကြိုးတင်းတင်းမြင်ပြီးတော့ကြောက်ခဲ့ကြဘူးပြီတကယ်စင်စစ်ကိလေသာတရားတွေဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့နော်တစ်ပင်တစ်ပင်ကိုကပ်ပြီးတော့ပေါက်နေတဲ့ပညောင်ပင်များနဲ့တူတယ်တဲ့ဟုတ်လားအဲ့ဒီပညောင်ပင်ကအစတော့သေးသေးပဲနောက်တစ်ပြေးပြေးနဲ့ကြီးလာပြီးတော့သူမိရာတစ်ပင်ကိုသူဘာလုပ်တော့ဝါမျိုးပြစ်လိုက်တယ်အမိခံရတဲ့တစ်ပင်ကမဖြစ်သွားတော့ပျက်စီးသွားတယ်အဲ့လိုပဲဘုံဘုံတို့ကကိလေသာဖြစ်ခွင့်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီကိလေသာကိုယ့်ကိုကပ်ပြီးတော့ညောင်ပင်လို့ဘာလုပ်တာသူ့ကိုယ်သူကြီးထွားအောင်သူတီဆောက်မယ်ပေါ့နော်အမားတွေနဲ့ကြီးထွားအောင်သူတီဆောက်မယ်ပြီးရင်ကိုယ့်ဘဝဟာဘာတော့ဆင်းရဲဒုက္ခနဲ့ပျက်စီးရမယ်ဒါပြောတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားအဲ့လိုစကားနေတန်းလေးတတ်ပြီးတော့အဲ့ဒီဇတ်တော်ကိုဟောတယ်အဲ့ဒါတခုသောဘဝတုန်းကဘုံဘုံတို့ဘုရားလောင်းကြီးကလက်ပံပင်ဆောင်နဲ့ဖြစ်တယ်ရှင်သာရိပုတ္တရာရဲ့အလောင်းကတော့သူကဂလုံမင်းကြီးဖြစ်တယ်တဲ့ဂလုံငှက်မင်းကြီးနတ်ဂလုံမျိုးပေါ့နော်လိုအပ်ရင်လိုအပ်တယ်လို့ကြီးကြီးမားမားကြီးဖြစ်အောင်လဲဖန်ဆင်းနိုင်တဲ့ဂလုံမျိုးပေါ့ဂလုံဆိုတာနဂါးကိုစားတယ်ပေါ့အဲ့ဒါဒီနေ့တော့အဲ့ဒီသမုဒ္ဒရာတွေကနေပြီးတော့အလွန်ကြီးမားတဲ့နဂါးကြီးတကောင်ကိုအမိကနေဆွဲလာတယ်သမုဒ္ဒရာကြီးကိုနှစ်ဖြာခွဲပြီးတော့ဟုတ်လားအတောင်ပံနဲ့ခွဲပြီးတော့သူ့ကိုယ်သူလည်းအကြီးကြီးဖြစ်အောင်ဖန်ဆင်းပြီးတော့နဂါးကိုဖမ်းတာဖမ်းပြီးတော့အဲ့ဒါသူအမိကနေချီးလာတဲ့အခါကျတော့စောက်ထိုးပါလာတော့နဂါးကစားထားတဲ့အစာတွေအကုန်လုံးပါဇက်ကနေပြန်ထွက်တယ်ဟုတ်လားအဲ့လိုနဲ့သူကဘယ်ကိုချီးသွားတော့ဆိုတော့အလွန်ကြီးမားတဲ့အဲ့ဒီလက်ပံမင်းကြီးတွေကိုချီးသွားတယ်အဲ့ဒီလက်ပံမင်းကဘုရားလောင်းရဲ့လက်ပံမင်းအဲ့လိုချီးတဲ့အခါမှာသူကဟိမွန်တာကိုဖျက်ရတယ်လို့ဆိုတယ်ဖျက်တော့အဲ့ဒါကလုံမင်းကနဂါးကိုအမိကနေချီးပြီးတော့ပြန်တန်းသွားတဲ့အခါမှာနဂါးအောက်ကတွဲလောင်းကြီးပါသွားတယ်အဲ့တော့သူကလည်းသေဘေးနဲ့ချင်းချောက်ခံလဲကြောက်တဲ့အခါကျတော့ဒီတစ်ပင်နေနဲ့တိုက်မိခိုက်မိရင်လည်းပါသွားတော့ညောင်ပင်ကြီးကြီးတစ်ပင်ကိုလည်းတွေ့ရောသူတခါတည်းဒီကလုံရဲ့လက်သေးကြားကနေနေရင်းနဲ့တွဲလောင်းဆိုတော့သူလှမ်းပတ်လိုက်တာပေါ့အပင်ကိုပတ်လိုက်တဲ့အခါကျတော့ဂလုံကအလွန်အားကောင်းတယ်အဲ့ဒီနဂါးကလည်းမြဲအောင်ပတ်နိုင်တယ်အဲ့တော့ဘာဖြစ်တုံးဆိုတော့ဂလုံကလည်းမလွတ်ဘူးနဂါးကလည်းဒီပတ်တတာကိုအားနဲ့ပတ်နိုင်တဲ့အခါကျတော့ဒီညောင်ပင်ကအမြစ်ကနေကျွတ်ပြီးတော့ပါသွားတယ်ဂလုံကလည်းဘလောက်အားကောင်းတုံးဆိုတော့ညောင်ပင်ပါလာတယ်ဆိုတာတော့မသိဘူးသူပုံမှန်ပြန်နေကြီးအတိုင်းပြန်သွားတာပေါ့နော်ဒီတိုင်းပဲပြန်သွားတယ်အဲ့ဒါဟိုရောက်တော့မှဒီလက်ပတ်မင်းမော်ရောက်ပြီဆိုတော့မှသူခါချလိုက်တဲ့အခါကျတော့အဲ့ဒီညောင်ပင်က
အဲ့ဒီလက်ပတ်မင်းခြေရင်းမှာကျသွားတယ်ဟုတ်လားအဲ့ဒီကျတော့မှအဲ့ဒီငကားကိုလက်ပတ်မင်းပေါ်မှာတင်ပြီးတော့သူငကားစီကိုစပြီးတော့ဒီအကောင်ကိုကျတော့သေးနေတဲ့အကောင်ကျတော့သမုဒ္ဒရာလည်းပြစ်လိုက်တယ်အဲ့မှာထူးခြားချက်ကဘာဖြစ်လာတော့ဆိုတော့အဲ့ဒီလက်ပတ်မင်းမှာငှက်တိုက်ကလေးတစ်ခုပါလာတယ်ဟမ်ညောင်ပင်မှာငှက်တိုက်လေးတစ်ခုပါလာတယ်ခုနငကားကြီးပတ်ခဲ့တဲ့ညောင်ပင်အဲ့ဒီငှက်တိုက်ထဲမှာလည်းငှက်မလေးတစ်ကောင်ပါတယ်အဲ့ဒီငှက်မလေးကသူအမိပြုတ်ကညောင်ပင်ကပျက်စီးသွားပြီဆိုတဲ့အခါကျတော့သူကနေရာသစ်ရှာတယ်ပေါ့နော်ဘယ်ဟာရှာအောင်ဆိုတော့နာလက်ပတ်မင်းတွေ့တဲ့အခါကျတော့အဲ့လက်ပတ်မင်းပေါ်တက်နာဟုတ်လားအဲ့လိုလက်ပတ်မင်းပေါ်လဲနားလိုက်ရောအဲ့ဒီလက်ပတ်မင်းကိုစောင့်နေဘုရားလောင်းကကြောက်လို့တဲ့တုံသွားတာအဲ့ဒါလက်ပတ်မင်းရဲ့အမြင့်တွေပါတုံသွားတယ်အဲ့လိုတုံသွားတာအပင်ကြီးလှုပ်သွားတာကိုဂလုံမင်းကလည်းသိတဲ့အခါကျတော့အံ့ဩတယ်ပေါ့နော်အလွန်ကြီးကျယ်တဲ့သူ့လိုငှက်မင်းကြီးလာနာတော့ဘာမှမတုံမဲနဲ့ဒီလက်သီးစုပ်လောက်တော့မရှိတဲ့ငှက်မကလေးနားတာကိုဘာလို့မြန်ဒီလောက်ကြီးကြောက်သွားသလဲအဲ့ဒါနဲ့ရှင်သာရိပုတ္တရာလောင်းကဘုရားလောင်းကိုမေးတာပေါ့သူ့လောက်ကြီးကျယ်တဲ့ငှက်ကြီးလာနာတာမကြောက်ဘဲနဲ့ဒီငှက်လေးကိုဘာလို့ကြောက်ရတာတော့ပေါ့အဲ့ကြတော့မှဘုရားလောင်းကပြောတာနော်ဒီငှက်ကလေးကတေချာပေါက်ညောင်မင်းပေါ်မှာနေခဲ့တာဆိုတော့ညောင်စည်းကိုစားခဲ့မှာတဲ့ညောင်စည်းစားပြီဆိုလို့ရှိရင် तू မစင်စွန့်လို့ရှိရင်ညောင်စည်းကမစင်ထဲမှာတေချာပေါက်ပါတော့မှာအဲ့ဒါငါရဲ့လက်ပတ်မင်းအကျိုးကြားတွေတဲ့အဲ့ဒီညောင်စည်းမစင်တွေကညောင်စည်းလေးတွေဟိုရောက်ဒီရောက်နေနောက်အဆိုးတဲ့အစေးနဲ့တွေ့တော့ပေါက်လာမှာတဲ့ညောင်မင်းတွေကပေါက်လာလို့ရှိရင်အဲ့ဒီညောင်မင်းကငါရဲ့လက်ပတ်မင်းကိုတဖြည်းဖြည်းနဲ့မလုပ်တော့ဘူးဝါမျိုးသွားရင်ငါရဲ့ဗိမာန်နာပျက်စီးသွားလိမ့်မယ်သင်နာလို့ငါရဲ့ဗိမာန်နာမပျက်စီးဘူးဒါပေမဲ့ဒီငှက်မလေးနားတာကပျက်စီးသွားတဲ့အကြောင်းရှိတယ်ကဲဘယ်လောက်ထိမြင်လဲဆိုတာကိုပြောတာဟုတ်လားအဲ့လိုပြောပြတဲ့အခါကျမှရှင်သာရိပုတ္တရာရဲ့အလောင်းကနော်ဂလုံငှက်မင်းကဂါထာတစ်ပုဒ်ရွတ်တယ်တဲ့အဲ့ဒီဂါထာလေးကတော့တော်ကောင်းပါတယ်သင်္ကေယသင်္ကိတ္တဗာနေရခေယနာဂတဗယံနာဂတဗယတိတော့ဥဘောလောကေအဝခတိတဲ့အဲ့ဒီဥစ္စာကဘုန်းဘုန်းတို့ဘဝမှာနော်လမ်းညွှန်ချက်အနေနဲ့တောင်မှနော်အမြဲတမ်းဆင်ញင်တဲ့တယ်ပေါ့နော်ဘာတုံးအိဗေကသင်္ကေယသင်္ကိတ္တဗာနေနော်ကြောက်တဲ့အရာကိုစိတ်ထဲကစိုးရွံ့တဲ့အရာကိုစိုးရွံ့ရမယ်ကြောက်တဲ့အရာကိုကြောက်ရမယ်ဟုတ်လားသင်္ကေယသင်္ကိတ္တဗာနေရခေယနာဂတဗယံလာလက်တန်သောဘေးကိုမတွေ့အောင်မကြည့်အောင်ကာကွယ်ဆောင်ရှောက်ရမယ်ကိုယ်အနာဂတ်ကိုမျှော်မှန်းကြည့်ရမယ်ငါဘာဖြစ်နိုင်လဲဘာကြောင့်ဖြစ်မှာလဲအဲ့ဒါမဖြစ်အောင်ဘယ်လိုလုပ်မလဲနီလန်းကိုရှာပြီးတော့သိအောင်လုပ်ပြီးတော့အနာဂတ်မှာဘေးမဖြစ်အောင်ကိုယ့်ရဲ့အနာဂတ်ကိုနော်လှပအောင်ဘာလုပ်ရမလို့စောင့်ရှောက်ရမယ်တဲ့နာဂတဗယတိတော့ဥဘောလောကေအဝခတိနာဂတဗယတိတော့တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာအနာဂတဗယအနာဂတ်မှာလာလက်တန်သောဘေးဖြင့်ဥဘောလောကေအဝခတိတဲ့နှစ်ပါးစုံသောလောကကိုကြည်တယ်တဲ့အဲ့ဒီစကားကိုဘုံဘုံအလွန်ကြိုက်တယ်။နောက်ကြောက်တင်ကြောက်ထိုက်တာကိုကြောက်အောင်မယ်ဆိုတာလည်းကြိုက်ပါတယ်အနာဂတ်ဘေးကိုကာကွယ်ရမယ်ဆိုတာလည်းကြိုက်တယ်ဟုတ်လားနောက်ပြောတာလေးကိုပိုးပြီးတော့ကြိုက်တယ်အဲ့ဒါပါတော့အနာဂတ်မှာလာလက်တန်သောဘေးဖြင့်နှစ်လောကကိုကြည်ရမယ်လောကကိုနှစ်လောကလို့ပြောတယ်ဥဘောလောကီလောကနှစ်ခုလောကနှစ်ခုဆိုတာဘာတော့ပြစ္ဆုတ်ပန်လောကနဲ့တမလွန်လောကပါနော်အခုနဲ့နောင်ပေါ့ဟုတ်လားလောကနှစ်ခုကိုကြည်ရမယ်တဲ့တချို့အလုပ်တွေကအခုလာချမ်းသာစေတယ်နောက်မှတေချာပေါက်ဆင်းရဲစေမယ်ဆိုဒီလိုမျိုးရှောင်းတဲ့တယ်ဟုတ်တယ်မဟုတ်လားအလုပ်တွေကမျိုးမျိုးရှိတာ哦နော်အဲ့လိုဆိုလို့ရှိရင်ဘုံဘုံတို့အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်အခုရောနောင်ရောချမ်းသာစေမယ့်အပြစ်ကင်းတဲ့စိတ်ချရတဲ့အလုပ်ကိုလုပ်နိုင်ဖို့မလိုဘူးလားလိုတယ်နော်လောကကိုနှစ်ပါးစုံကြည့်ရမယ်ဆိုတော့အဲ့လိုပြောတာနော်တချို့လူတွေရဲ့နော်ကြည်ပုံကြည်နည်းတွေကမစုံဘူးပေါ့နော်ဒါကြောင့်ဘုံဘုံတို့အင်္ဂုတ္တပါဠိတော်ထဲမှာနော်အန္တတုတ်တံဆိုတာကြားဦးမယ်ထင်ပါတယ်မျက်စိနှစ်ဖက်အစုံပြက်နေတဲ့လူတဲ့လောကီလိုလဲကြီးပွားရေးချမ်းသာရေးမမြင်ဘူးနော်တန်တရားရေးလောကရေးဓမ္မလောကရဲ့နော်ဓမ္မရေးတရားရေးကိုလည်းမမြင်ဘူးမျက်စိနှစ်ဖက်အစုံပြက်နေဟောတချို့ကြတော့လည်းပဲမျက်စိကတစ်ဖက်ပဲပါတယ်နော်လောကရေးကိုပဲမြင်တယ်ဓမ္မရေးကိုမမြင်ဘူးတန်တရားရေးမမြင်ဘူးလောကီကြီးပွားချမ်းသာရေးလောက်ပဲနားလည်တယ်ပေါ့နော်နှစ်မျိုးလုံးမြင်မှမျက်စိနှစ်ဖက်ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဒွိစက္ခုလို့အဲ့လိုဟောနော်အန္တဧကစက္ခုဒွိစက္ခုနော်ဇုံလုံးကန်းနေတဲ့လူရဲ့တစ်ဖက်လက်ပုဂ္ဂိုလ်ရဲ့နှစ်ဖက်မြင်ပုဂ္ဂိုလ်ရဲ့ဒီလိုဟောတယ်ဟုတ်လားအခုဒီမှာရှင်သာရိပုတ္တရာလောကကိုဘယ်နှလောကကြည့်ခိုင်းတာတော့နှစ်လောကကြည့်ခိုင်းတာဘယ်လိုကြည့်မလို့လာလက်တန်သောဘေးနဲ့ဆင်ញင်ပြီးတော့ကြည့်ရမယ်ဘာဖြစ်မှလဲဆိုတာကိုဆင်ញင်ပြီးတော့ကြည့်ရမယ်အဲ့လိုမဆင်ញင်မဲနဲ့ဘုံဘုံတို့လှုပ်ခဲ့ကြလို့နော်ဒုက္ခတွေကတွေ့ကြရတာအိုးဒုက္ခတွေ့နေတဲ့တတ္တဝါတွေအဲ့ဒါမဆင်ញင်မဲနဲ့လာလက်တန်သောဘေးကိုမမြင်မဲနဲ့လှုပ်လို့အဲ့ဒါဒုက္ခတွေဖြစ်တယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရား
Eddie Zadolio, Blue Eugene Horado. Say to him, Loba Doda Moa, a chick can be here solution. Now may about can like the dipping loop ship on. Dobalodom, Chessirom, Dao Biora, Hola, Tayamulo, Chouten Chautai Dao, Chout the pool should I leve, Pashibulo, Mamanganga miended and mien shibu lore. No? Rodine was a bit of a mumpio, Senata Litkua. Mimi your nene, Solusi, ye. Kilida de Apsi Mesura, Lurai. No? The other man now you move Miare, Bodabada when it die. Lakanya be thou, no? The Dimishi Vene. Pidalo, a madame nene, Chinaima. No? Kilida de Arega. No? Gia ne data be quame. Miera Lulu Papino, when young nation limit, no? Taja Mimilio Nida, Kilida Pichin, John de Amo. Kilida Shibish in Leve Kilida, Boasashi, Dokari, Pandime, a John de Amo. Taja Mimio Nijin, Pomonoa. No, a tika Chausia account Yalo. Taken Lilin and a Twitchy machine, Miambumalola. No, Nara de la Chawame, the Senteme, Nara de la Balunaro, Boya Luna, Elusin Boa Chawame. Not at the sentiment, Boa Balu Yado, Loba Jong Yare, Tika Tiakanga, Loba Chawame, no Luce. Loba Bajong Pit don't me. Eddie Mimi your Nilo, the Rimishilo, Loba Pita. Tajao, Maori Mesro, Biorashi. No, Kilida de Pima, the Rimishima, where Pubi or Chowden, John Sloy, Majamacha, a Meshina, Tuya. Hola, the Rimishima, where Chowden. No Mama, Machaune, Mama Madima, which out, do the Galeria, La, Dilla. Mama Madima or the Rimishima would chow. Drimishi and Mama Lamadi, Mama Madi and Maroma ready. Hola, Taja Drishivo. Pomondo Palomro, Josame, Drimishi, name it and the Italio. Da Tailanzia, so that a mere Shia. No, Dao Pomo, Bao Biogendo, Dizagaleo, Chini de Lotele. No. Odabana Patabito, Pubi or Lilin and a Duevo. Oh, Tayo Balido Dema, Tributana, whatever. Sanabra Kaleani told dance like she, a generating him out of Pioma. Hola, Sanabra Kaleani, eat it. Yes, Umali baby the horror. Yano, a non laba chomore, no the dialo, no mechi, no cara sura leve, a loma caune, a pepper pizzone, no Sanabra Kaleani she. A day it is Sanabra Kaleania to Poican, no, pure be where to load. The Pagadibaga paid the Gia leve, Namele, non Gia Cajero, Gigi do, Abiyane, Gigiane. The Tibega Sanabra Kaleani Kani, the Tibega, or either Gia Chini, Jarema Lanley Chimo, no? I will pay him Mimiaga. Be then Jakani, the Jado Dadiago. Me, but they move the Shin in a Chana in a solution, eh? Hori Siu, and Como Yabiro, Siu, Puibiro, and Hobago Juda. The Lama see the Zep Baby Surane. No, may a count of Shapu address. Taleguzi Swabiro. No need it, Anabagada, Naganing, Tajamakwa, Telai. Hola. To get look on the one and let Lupo to the Via Ludoamepo, Yazo Via Ludoamepo. To get look on and see the Zepides, you know, Balucamano, Comshata Camamo, no? And Lucian Yanu, Eddie Jazo Daha, not to see or to Mapeo, use I Pumlola, Lolavi, to a Madame Beluma Dolumiao. Hola. To Didi Chago, I own Shabio Dome, see the Zep pay chandy to go Piachene, a dudube. See pay down and our Copia. Hola. At the DC Gale and Naine and ye detail. Then a long slow down to a payment. Hola. At the Dia do a Malopo to a Yingly to Ame. Time to a Nemo, a young cat also be a slow on no swan in a Diva Malashi, Diva Malashi, Eddie Miang Miang G. Didi Nava. No Senate, no Yala she did an hour to more 10. Hola. Pomono yet, not Lego, Chio, Sego, low on Lumea, Diva Malashi, Diva Malashi, Divaga as an Abra Galeania, a bear than Swassa Mune, do Abidre Abion, do a letter Mabina, a condom be to a Balonero, sure be in it, Loga Arabe, Miran Pomono, do Tatala Balonero, sure be in it, a memosia in a Piabito Balonero, Slezani, Piaoni, Sujabazu, Hola. Hadivaga leve Enao. Hakaone Makamu, Mumu, Weban, Panchabilo, Chishu, Kanza, don't that Weban is at a Pedagia or Gigi Domishula. She, Napana Weban Camelune, Weban Meluri. Dilo Leva Quabiabilo, Miambo Lode. No, Jishu Gan, Jishu Meluri. And the Gay, the other boy at Yomas, you know. Ludaya, Jishu Gan Lepsede, Jishu do Lepsede.
ပြောရင်လူတိုင်းကဇနပရကလျာဏီလေးတွေလို့လည်းပြောလို့ရတယ်လို့လူတိုင်းကပွဲကြီးပေးသက်တွေလို့လည်းပြောလို့ရတယ်လူတိုင်းကရာဇဝသားတွေလို့လည်းပြောလို့လည်းရတယ်ဟုတ်တယ်မဟုတ်လားတခါလေဘုန်းဘုန်းတို့ကန်ဆွေကြပါစို့ဟာဘဇုကိုဘဇုကဘလို့ပြောနေတာဟောကိုကဂျားတွေကအဲ့မှာကိုဘယ်ဘက်ကိုပါမလို့ဟာပြောတဲ့လူကမှားတာပေါ့ဟိုလူကမှန်တယ်ဟာအဲ့မှာကိုစိတ်တွေတိုးပြီးဒေါသတွေဖြစ်ပြီးဆိုရင်ကိုစီခွဲကတော့ဘာဖြစ်သွားရတော့ဖိတ်သွားပြီနော်ကိုကဂျားတွေကရှောက်နေတာအဲ့ဒီချိန်မှာကိုကရာဇဝသားပါနော်တခါတလေကြတော့လည်းပဲကိုကိုပဲဝေဖန်နေကြလို့ဒီပြင်လူကတယောက်ကမကြည်မနှက်ဖြစ်ပြီးတော့သူ့စီခွဲမှားရတဲ့အနေအထားကိုမရှိဘူးလားတခါတလေကြတော့လည်းကိုကဝေဖန်လို့ဟာကိုကိုပဲမကြည်မနှက်ဖြစ်ပြီးတော့ဒီပြင်လူတယောက်ရဲ့စီခွဲမှားရတာကိုမရှိဘူးလားအမျိုးမျိုးဖြစ်နိုင်တယ်နော်ဒါဘုံတော့ကိုမိတဲ့ဉာဏ်နဲ့စဉ်းစားကြည့်တာကိုပြောတာပါဟုတ်လားအဲ့တော့ဘဝမှာဘုံဘုံတို့တွေဟာတကယ်တမ်းကစိတ်လှုပ်ရှားစရာကောင်းတဲ့နော်စိတ်လှုပ်ရှားစရာမှနည်းနည်းတော့မဟုတ်ဘူးနော်အဲ့ဒီလိုအခြေအနေမျိုးတွေမှာမလုပ်နေတော့လမ်းလျှောက်နေရတယ်ပေါ့တာဝန်ကြီးကပါလာတော့စီတစ်စက်ဖိတ်တာနဲ့ကောင်းဖြတ်ခံရမယ်ပေါ့နော်အဲ့ဒီလိုသာတကယ်ဖြစ်ခဲ့မယ်ဆိုရင်ဘုံဘုံတို့ဟာဘလောက်လှုပ်ရှားစရာကောင်းတဲ့အခြေအနေကိုမှစိတ်ဝင်စားအားမှာမဟုတ်ဘာဖြစ်လို့တော့ကြောက်လို့ပေါ့ကောင်းပြတ်မှာကြောက်လို့တန်လျက်ကိုမြင်နေရတယ်တန်လျက်ကိုမြင်နေလို့ရှိရင်ဘုံဘုံတို့ကအဓိကဘာကိုပဲအာယုံရှာစီခွက်ကိုပဲအာယုံရှာရမယ်ဟိုဘက်ကအာယုံတစ်ခုရှိတယ်ဒီဘက်ကအာယုံတစ်ခုရှိတယ်အာယုံကနှစ်ဖက်နော်တစ်ဖက်ဘက်ကိုရောက်သွားပြီဆိုတာနဲ့ဘုံဘုံတို့စီခွက်ပေါ်မှာစိုက်နေတဲ့အာယုံဟာမဖြစ်သွားပြီတော့ပျောက်သွားတယ်ပျောက်သွားပြီဆိုတာနဲ့ကောင်းပြတ်ပြီပေါ့နော်အဲ့ဒါမြတ်စွာဘုရားစီခွက်ဆိုတာကာယကတ္တတတိကိုပြောတာတဲ့နော်ကာယကတ္တတတိကိုယ်ခန္ဓာကိုယ်မှာတတိထားတဲ့လုပ်ငန်းဒါလေးကိုအမြဲတမ်းအာယုံဆိုင်နေစီတစ်စက်ဖိတ်တာနဲ့လောဘဒေါသမောဟဖြစ်မယ်ဆိုတဲ့သဘောမျိုးကာယကတ္တတတိလွတ်လိုက်တာနဲ့တတိမရှိတာနဲ့ဘုံဘုံတို့ရဲ့စိတ်ဟာအန္တရာယ်ကိုအယံသက်ပလုပ်နေပြီးသားတော့ဖိတ်ခေါ်နေပြီးသားပဲလက်ခံနေပြီးသားပဲဒါကိုမြင်ဖို့လိုတယ်အဲ့ဒီဒေသနာလေးနဲ့စောတော့ကအကြောက်တရားကိုဘုံဘုံတို့ရှင်းပြီးတော့တွေးရမှာအဲ့ဒီအကြောက်ကြတော့အများကြီးဆင်းမြင်သွားပြီလို့မဆိုနိုင်ဘူးလားဘာကိုကြောက်မှာတော့တတိမရှိမှကိုကြောက်တာကြောက်သလားမကြောက်သေးဘူးပဲဟုတ်လားမကြောက်သေးဘူးပဲနော်ထိုင်တဲ့အခါလေးတော့ပဲရှိအောင်အဲ့ဒီကြရင်တော့ကြိုးစားတယ်ပေါ့ဟုတ်လားကျန်တဲ့အချိန်ကတော့ဒီလိုပဲကင်ပြီးသွားပြီဆိုပြီးတော့ထင်တယ်လို့ပဲနေလိုက်တာပဲမဟုတ်လားအဲ့တော့တကယ်တမ်းကဘုံဘုံတို့ရဲ့အကြောက်တရားတွေကအဲ့ဒီလိုဒေသနာမျိုးနဲ့လည်းပဲပေါ်လာအောင်ဘာလို့ဖို့လို့တော့နှိုးဆွနိုင်ဖို့လိုတယ်နော်မြတ်စွာဘုရားအဲ့ဒါဘာလို့ရှုလို့တာတော့တတိမရှိခြင်းဟာနော်အသက်ခံရတာတဲ့အသက်ခံရတဲ့အနေအထားမျိုးနဲ့ဒါရှင်းပြီးတော့ပြောပြတာပဲဟုတ်လားအဲ့တော့စဉ်းစားကြရတယ်တွေးကြရတယ်အများကြီးရမယ်လို့ထင်ပါနော်အဲ့တော့ဒါနောက်ဆုံးပါတော့ဥဒ္ဒပတရားကြီးထွားလာအောင်ဖြစ်ပေါ်လာအောင်ဘုန်းဘုန်းတို့ဘယ်လိုလုပ်မလဲဆိုတာကိုပြောပြတာနော်ဒုစရိုက်တရားနဲ့သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့အပေလေးပုံလူဆင်းရဲနော်ဒါတွေကိုဘာလုပ်ရမလို့ဆင်ခြင်ရမယ်ဟုတ်လားပြီးရင်ပါတော့သေခြင်းနာခြင်းရဲ့နော်တရားဖြစ်တဲ့ဘဝအဲ့ဒီဘဝရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားအဲ့ဒီကိလေသာဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့တတိလက်လွတ်နေခြင်းဟုတ်လားအဲ့ဒါကိုဘုန်းဘုန်းတို့ဘာလို့ဖို့လို့တော့ကြောက်ဖို့လိုတယ်ပေါ့နော်ကြောက်လို့ရှိရင်ဘုန်းဘုန်းတို့ကဘာလို့နော်စီခွက်နဲ့တူတဲ့ကာယကတ္တတတိကိုအာယုံစိုက်တဲ့အလေးအကျင့်ကိုလေ့ကျင့်ရမယ်နော်စီဖိတ်တိုင်းနော်ကိလေသာဖြစ်တာနဲ့တူတဲ့တတ်ချင်းခံရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဘာလို့ရမလို့နားလည်ရမယ်ပေါ့ဟုတ်လားအဲ့တော့ဒီနေ့တရားနည်းနည်းရှည်သွားပြန်ပြီပေါ့ထုံးစံအတိုင်းဟုတ်လားအဲ့ပြောမယ်ဆိုရင်လည်းလိပ်ပတ်လေးလဲအောင်လည်းပြောရမှာဟုတ်နော်အဲ့တော့ဗာလေးပြောခဲ့တော့ဥဒ္ဒပဆိုတာဗာလဲဥဒ္ဒပဘလို့ချမ်းသာစေတာလဲဥဒ္ဒပတွေဖြစ်အောင်ဘုံဘုံတို့ဘလို့ကြိုးစားကြမလဲဒါကိုပြောခဲ့တာဟုတ်လားဘာလို့တော့ဒီဥဒ္ဒပတရားကိုပိုင်ဆိုင်မှမြတ်စွာဘုရားတကယ်ချမ်းသာတဲ့လူတယောက်ဖြစ်မယ်လို့ဟောထားလို့ဟုတ်လားဒါကိုလည်းပဲထိုက်တဲ့ဉာဏ်နဲ့သိအောင်အကျိုးတဲ့အကြောင်းနဲ့သိအောင်ဘုံဘုံတို့ခွဲခြမ်းဝေဖန်ပြီးတော့ပြောပြတော့နော်ဒါကြောင့်ဥဒ္ဒပဆိုတဲ့ဥစ္စာယတနာတွေကိုများစွာပိုင်ဆိုင်အောင်နော်ရှာဖွေစုဆောင်းနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေနော်ဥစ္စာပစ္စည်းတွေနဲ့ပြည့်စုံလို့တကယ်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ကြပါစေလို့နော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဖူးညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း